မင်္ဂလာရှိတဲ့နေ့လေးပါရှင်အခုဒီခါကျွန်မဖတ်ပြပေးခြင်းတဲ့စာအုပ်ကလေးကတော့စာရေးသူစာရေးဆရာမဂျာနေကျော်မမလေးရေးသားထားတဲ့မုံရွေမဟုဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်းလေးပဲဖြစ်ပါတယ်ရှင်ဦးစောဟန်တီအရက်ကိုဖန်ခွက်ထဲတိုးငဲ့ထည့်ရင်မတိမတာဝဝေရဲ့မျက်နှာကိုအကဲခတ်ကြည့်သည်ဝဝေရဲ့ရင်ကလေးမှာနှိမ့်ကြည်မြင့်ကြည်နဲ့မျက်နှာအမူအရာတစ်မျိုးဖြစ်နေသည်ပွင့်ပြူရှင်ပြခြင်းမရှိမျက်တောင်ကလေးမေးလျက်အကြည့်မှာငေးတီတေးကလေးဖြစ်နေလေသည်ဖန်ခွက်ကိုတကြိုက်မော့ကချထားလိုက်ပြီးထထနဲ့ပြန်မရလားဝဝေဟုမေးလိုက်သည်ပြန်လိုက်မယ်ဝဝေသည်ချစ်ချင်းမဖြေပြီးနှကန်းကိုဆေး၍ထားသည်အငေးကားမပြောက်စိမ့်လဲလဲမျက်လုံးဖြင့်မှုန်ရီနေလေသည်တထားမှာဝဝေလက်ထပ်ပြီးရုတ်တရက်မပြန်သေးပဲဖခင်နေသားကြအောင်တမင်ဆိုင်နေ၏ဆိုင်နေခြင်းဖြင့်ဝဝေကိုလည်းငဲ့ညာရာရောက်ပေသည်အိမ်တွင်ထထသာမကြံရိတ်ခဲ့လျင်ဝဝေအိမ်မော်ကအစင်ညီမြပြများလျက်နောက်ဆန်တင်းလိုက်မည်နီအမှန်စစ်စစ်ဝဝေမှာအိမ်၌9ရက်ပြည့်အောင်နေခြင်းခဲ့သူမဟုတ်တရက်2ရက်နှင့်ပင်ပျောက်ဆင်းခြင်းစိတ်ပြင်းပြနေမှန်းထထတို့မသိကြပေလက်ထပ်ပြီးနေခဲ့ရသော9ရက်မှာဝဝေအတွက်မတိမရှင်မချိမဆက်ပြင်းထန်စွာခံစားလိုက်ရသောရက်များဖြစ်ခဲ့သည်အိမ်၌ညစ်အိတ်ကြယုံသာအတိတ်ပဲရှိကအစားအသောက်အတွက်ဦးစောဟန်အလိုကြအတိုင်းတအိမ်လိုက်ကူစားနေရသည်ထမင်းစားသွားတော့မည်ဆိုလျင်ဝဝေမှာတေးခြင်းအောင်စိတ်ဆင်းရဲသည်အိမ်သူအိမ်သားများရဲ့မျက်နှာများကိုရဲရဲမကြည့်ဝံ့ပဲမှုန်ထူပြီးထွက်လာရမည်ဖြစ်သည်ဒီကြားထဲကိုနေဦးကဆိုသေးသည်ဘိုးဆိုတော့ဒီအိမ်ကအစားအစာဘယ်စားနိုင်မှမလဲဟုစိတ်ခုပြီးပြောသလိုပြော၏ထထားမှာဝဝေမျက်နှာပူနေမှအစင်းသိ၍အချိန်ကြလျင်အလိုက်တသိတိုက်တွန်းလျက်မစားခြင်းအတွက်ဘလို့မှသဘောမထားဘဲနားလည်မှုရှိပုံကိုအတတ်နိုင်ဆုံးဖော်ပြသဖြင့်ခံသာရသည်ဒေါ်သက်မှာလက်ထပ်ပြီးသည့်နောက်အိမ်တွင်ထမင်းတနက်မှမစားကြခြင်းအတွက်ကျေနပ်ပုံမရမကျေနပ်ကြောင်းလည်းမပြောသွားခါနီးမထီတရီအပြုံးကလေးနှင့်ပြုံးကြည့်တတ်သည်ဥပိုးသိမ်းမှသမီးယူပြီးသစိမ့်ပြင်းခက်စိမ့်စစ်ဆန်သောတမက်နှင့်ဆက်လင်း၍စိုးတီကောင်းသည်တခွန်းမပြောဝမ်းနဲ့ထားတတ်သည့်သူ့တသက်လုံးဝါသနာအတိုင်းဝမ်းနဲ့ထားကမတိလိုက်မတိပါသာလုံနေပေသည်ဝဝေမှာဦးစောဟန်အားအိမ်နေကြသည့်ရက်အတွင်းအားလုံးနှင့်ဝင်ဆက်အောင်ရိုးရိုးနှောနှောနေထိုင်စေခြင်းသည်တိုက်တွန်းရန်ခက်လာ၏သူစရိုက်နှင့်သူ၏အနောက်တိုင်းစီကန်းနှင့်သူနေထိုင်သူမှုအပြောရကြလှပေသည်ဦးစောဟန်မှာဝဝေကိုမိကုံရန်ကုန်ချစ်သည်အသက်နှင့်ထပ်တူမျက်နှိုးသည်လက်ဝါးပေါ်တင်၍ဖူးဖူးမှုတ်ပြီးယူရနေခြင်းသည်မျက်စိအောက်ကအပြောက်မခံနိုင်စည်းပြူဖန်းကားသည်လိုငုံထားလိုက်ခြင်းသည်တိပြင်ဘာများလိုသည်တလဲထထပြန်မိအတွက်ဝဝေစိတ်မကောင်းဖြစ်နေမှမပြောဘဲနှင့်ရိပ်မိသည်ဖအေးအတွက်ကြောင်းကြနေမှပူပင်နေမှမပြောဘဲနှင့်သိသည်ကြောင်းကြတာတို့ပူပင်တော့ကရောက်တာတို့ထို့ပြင်ဝဝေးစိတ်ကိုထိခိုက်စေမဲ့ဝဝေးစိတ်ကိုညှင်းပန်းနေမဲ့ဝဝေးပျော်ရွှင်ခြင်းကိုနှောက်ယှက်ကြမဲ့အရာအလုံးသည်သူ့အမြင်၌ကပ္ပယံပင်သူ့လက်ထဲရောက်လာပြီးနောက်ဝဝေးလွတ်လပ်စွာပျော်ရွှင်နေရမည်စိတ်ပူစရာစိတ်ညစ်စရာတွေတာဝန်တွေပြင်ပမှဝိုင်းလာလျင်ကာကွယ်ရန်အစဉ်သင့်ရှိထားလေသည်ဝဝေးဆိုသောပန်းကလေးအမြဲတမ်းလန်းနေရမည်ဝဝေဆိုသောပန်းကလေးအမြဲတမ်းမွေးနေရမည်နှင်းစီရိတ်ဆိုးထားသည့်မညှိုးပန်းပွင့်လေးရဲ့ပန်းရင်သွေးကိုအဖြော့မခံနိုင်အရွယ်နှင့်မမျှသူ့ကောင်းမွန်၌ပုံကျနေသောတာဝန်တွေဖြင့်6ကက်နေရရှာသောဘဝအားတသက်တနာရသည်ဝဝေးရဲ့လွတ်လပ်ပျော်ရွှင်ရေးကိုသူ့အပြင်မြည်သူမြတ်မဖန်တီးနိုင်ဟုဆွဲမြဲယုံကြည်ထားလေသည်ထထားကဘာပြောသေးလဲဝဝေသည်တင်းစွာစေထားသောနှကန်းကိုမဟာတဟပွင့်ပြုံးလျက်ဖိစီကိုခဏသွားကြည့်ဖို့မှားတယ်ကိုဟုကြည်လက်သောအတန်ကလေးဖြင့်ပြောလာလေသည်ဖိစီကိုခဏသွားခွင့်မပေးခြင်းသောဦးစောဟန်မှမှုန်ကုတ်သွားလေသည်ဒါအဖချင်းမတွေ့စေခြင်းလို့တော့မဟုတ်ပေယောဂကူးမှကိုစိုးရင်ရလေသည်ဝဝေအားချစ်လွန်း၍9ရက်ကိုအနိုင်နေခဲ့ခြင်းပင်စိတ်ထဲ၌
แต่မတန်းလှပြီဝဝေးအတွေ့လဲဆရာဝန်နှင့်စမ်းသက်ကြည့်ခြင်းသေးသည်ချစ်ချင်းလို့ရမကောင်းတတ်သေး၍သာတနေ့တစ်ခေါက်သွားကြည့်ပေါ့သွားရင်ပူပူကက်ကက်မနေတာကောင်းနေယောဂကူးစက်မှများတော့တိတ်ဆိုးရင်တာပဲဝေရဲ့ဝေးအတွက်လွတ်စိတ်ပူတာပဲဝဝေးသည်ငိုချင်းသွားသည်အိမ်ချင်းကက်နေကြ၍ကူးလိုက်တန်းလိုက်နေမည်ဟုကြိုတင်တွေးတောကစိတ်ဖြေထားသူမှုတနေ့တစ်ခေါက်သာသွားရန်ကြားရသည့်အဖြစ်ကရင်ကိုဖြစ်ညက်ထားသလိုအသက်ရှူမှသွားလေသည်လှုပ်စိတ်ပူတာပဲဆိုသည်မှလည်းအမှန်လှုပ်ချစ်နေသဖြင့်လှုပ်စိတ်ပူနေမှတစ်ဖက်ကစိတ်လဲသည်၏ဖခင်ထံသို့ဧည့်သည်တယောက်ကဲ့သို့ခက်ခွာခွာကနေသတင်းမီးသွားရန်မကြုံဝံ့မကြားဝင်ရှိလာသည်ဒီဘက်အိမ်ကူးနေသောဝဝေးစိတ်မှာတစ်ဖက်အိမ်သို့သာရောက်နေ၏ဒီဘက်အိမ်ကဟိုဘက်အိမ်ကိုလှမ်းစိတ်ပူနေတတ်သည်ကိုအိမ်ကြီးကိုပြန်ပြီးမြည်ရည်အပြေးနှင့်ကြည့်ကအိမ်ထဲကဖခင်ကိုတန်းတားလျက်နေမိ၏အခုထိုင်နေရင်းပင်ဖခင်ကိုတတိယနေသည်ဒီအချိန်ဆိုလျင်စုပ်ပြုတ်ရည်တောက်ချိန်ချိန်ပလက်ကလထိုင်ကြီးပေါ်မှာလားအိယာပေါ်မှာများလားတနေ့တစ်ခေါက်ပဲလာရမယ်တဲ့လားဖေဖေရဲ့အိမ်မော်ကဆင်းလာကြတဲ့ကမျက်စိမိတ်ပြီးဆင်းလာခဲ့ရသည်လက်ထက်စင်ကလည်းမျက်စိမိတ်ပြီးလက်ထက်ခဲ့ရသည်ယခုလဲတနေ့တစ်ခေါက်သွားဖို့ရန်မျက်စိမိတ်ပြီးလိုက်နာရပြီအောင်တော်မူဝဝေးရဲ့အိမ်နောက်ရေးတွင်ကျိတ်မိတ်ပြီးလှုပ်ရန်ပြဿနာတွေမြောင်များစွာရင်ဆိုင်စရာရှိသဖြင့်ရှေ့လျှောက်၍နှလုံးခိုင်ခိုင်နှင့်ကျိတ်မိတ်နိုင်အောင်ကျင့်ရတော့မည်ဦးစောဟန်သည်အရက်ဖန်ခွက်ကိုကိုင်လျက်ဝဝေးနာသို့ထလာခဲ့သည်ဝဝေးထိုင်နေသောတယောက်ထိုင်ဆိုဖာကလထိုင်မော်၌ထိုင်လိုက်ခါပခုံးကလေးကိုတိုင်းဖက်လျက်မမိုင်နဲ့ဝေရဲ့ပြုံးလီပြုံးဟုငုံ၍ထက်ခါတီတိုးပြောနေ၏ဝဝေးရဲ့အပြုံးကလေးမှာအင်မတန်ချစ်ဖွယ်ကောင်းသည်ထို့အပြုံးကိုသူဆွဲခဲ့၏ထို့အပြုံးကိုဝဝေးရဲ့နှကန်း၌မတွေ့ရစေကမူပအုပ်ကလေးပေါ်၌တင်နေသောအပြုံးကိုမြင်၍ကြည်ကြည်နက်နက်ဝဝေးပခုံးကလေးကိုဆုပ်ဖြစ်ခါအရက်ကိုမောတောက်လိုက်လေသည်ဦးစောဟန်သည်ရွှင်လန်းပေါ်ပါသောအပြုံးဖြင့်ဝဝေးကိုခန့်ညှညူကြည့်ကနေ့လယ်ကဝေအိပ်ပျော်ရက်လာဟင်ဟုဆို၏ပျော်သွားတယ်ဝေနိုးတော့အပေါ်မှာပူရာနဲ့အောက်မှာဆင်းနေတယ်ပြီးတော့ဝေပြင်းလို့စာဖတ်တယ်စာဖတ်တုံးစာရာနဲ့လိမ္မော်သီးစားတယ်လိမ္မော်သီးစားတယ်လားဘယ်နှလုံးကုန်အောင်စားတယ်လဲတစ်လုံးဖန်ခွက်ကိုကော်စောပေါ်တော့ကုန်းရချလိုက်ကဝဝေထောင်ပြထားသောလက်ညှိုးကလေးကိုဖမ်းဆုပ်လျက်သူ့ဘက်သို့လှည့်၍လဲတိုင်းကြော့ကိုမော့ပြီးပြောသောမျက်နှာကလေးကိုတောက်ပြောင်သောမျက်လုံးဖြင့်စိုက်ပြီးကြည့်လေ၏မျက်နှာလေးမှာတိမ်မွေ့နေ၏အပြစ်ကင်း၏တန်ရှင်းနူးညံ့သောကလေးမျက်နှာကလေးအတိုင်းပင်ချိုလာသောမျက်နှာဖြင့်ဝဝေးရဲ့နှစ်ဖူးသူကက်ကနောက်ကိုလိမ္မော်သီးများများစားနော်စားပြီးတော့ကောဟုဆက်လေ၏ဝဝေးမှာဦးစောဟန်အိမ်သို့ရောက်၍ရတဲ့တစ်ပတ်နှစ်ပတ်ဖြစ်ပင်ဦးစောဟန်ဆွဲထားသောဇရာအတိုင်းစီကျသွားပေပြီနစ်ကိုနှစ်တူထားရသည်မျက်နှာတူတူသိရသည်မျက်နှာသက်ပြီးမှန်တွဲမှာဝဝေကရှေ့ကထိုင်လျက်ကိုကနောက်ကရေလျက်ခေါင်းဖိကြသည်အိမ်အောက်ကငွေမောင်းတယ်မကြမချင်းအခန်းထဲကမထွက်ရလက်ဖက်ရည်စပွဲတွင်သွားတောက်မိနစ်အဝက်ကိုရွေးပေးသည့်အတိုင်းဝက်လိုက်သည်နက်ဖက်တွင်အင်းကြီးအဖြူနှင့်အဖြူကန်အဖြူများပါသောထမိန်မျိုးဝက်မှကြိုက်သည်အိမ်ပေါ်စီးရသည့်အတတ်ဖက်နှက်ကလေးနှင့်လေကားမှခါဖက်ခေါ်ချလာသည်စပွဲတွင်မမက်ကလေးထိုင်နေရသည်ကွေကားအုံနှင့်နွားနို့တပကံတောက်ပြီးမှကျက်ဥနှင့်ပေါင်မုတ်ကျွေးကခက်ကျဲကော်ပီကိုတောက်ရသည်ရောက်စားကမောင်မြင့်ကိုမြခေါ်မိ၍မောင်မြခေါ်ရန်တင်းကြပ်တိုက်တွန်းသည်လက်ထပ်ပြီးထမင်းခုစားသည့်နေ့၌အိမ်ဆောင်တရဝံနှင့်ထမင်းချက်ကလားဖိုးကြီးမှာတက်ပိတ်ဆိုသည့်အဝတ်စားများဝတ်ကြလျက်ဝဝေးရှိမောက်သို့လာပြီးဆလံပေးနှုတ်ဆက်ကြရသည်ထမင်းချက်ကလားအဖိုးကြီးရဲ့နာမည်ကိုမေးเสียမလို့ဦးစောဟန်ခေါ်သည့်အတိုင်းကိုဟုပင်ခေါ်လိုက်သည်တရဝံသည်နင်းညမပြတ်အိမ်ရှိ၌ဆောင်ရကခေါ်သွင်းမှအိမ်ထဲဝင်သည်ကိုသည်နင်းညမပြတ်မိဖို့တဲ၌နေရာခေါ်ထုတ်မှအပြင်ထွက်သည်မောင်မြမှာထမင်းစားချိန်ပြီး၍အားလက်ခွင့်ရသည့်အချိန်မှတပါတစ်ချိန်လုံးတအိမ်လုံးအလုပ်ကိုစီးစနစ်ကျစွာလှုပ်သွားသည်ကိုတွေ့ရသည်အိယာပြင်အိမ်ခန်းရှင်ဧကန်သိန်းစပွဲတိုးခရင်တိုက်ပကံတုတ်
ဘယ်ကြည့်ကြည့်တက်အောင်ပြောင်းအောင်လှအောင်လှုပ်ထားသောတီတီတသက်လက်ရများသည်မိမမသာနိုင်ပြီဝဝေမှာကော်ဖီတောက်ပြီးအိတ်ရှိကန်သို့ကူးလာကအလုတ်သွားမိဦးစောဟန်အတွက်ဖောင်တိန်မြင့်ထည့်ပြီးချိတ်ပေးရသည်စီကရက်ဘူးတဲ့သို့စီကရက်ထည့်ကဘောင်းမီအိတ်ထဲသို့ထည့်ပေးရသည်လက်ပတ်နာရီအချိန်ကြိုက်ခါပတ်ပေးလိုက်ရသည်ဤအလုတ်များသည်ဝဝေရဲ့နက်နက်ခင်းအလုတ်ဖြစ်ချေသည်ထမင်းကိုနေ့လယ်12နာရီအလုတ်ကပြန်လာမှစားကြသည်ထမင်းစပွဲတွင်လက်နှင့်နှင့်စားခြင်းသောစိတ်ကိုဖျောက်ဖြစ်လျက်လက်နှင့်ပါဇက်မထိရသောယဉ်ကျေးမှုအလေးအကျင့်လုပ်ရလေသည်ထမင်းကိုစားသာစားရသည်တင်းတိမ်လှသည်မရှိသဖြင့်အိမ်ဘက်သို့ကူးသွားသောအခါမျိုးတွင်နောက်ဖေးပြေးဝင်လျက်ထမင်းကိုစီကျစ်ဆန်းကပဇွန်ကြောင့်မှုငြူသီးနိုင်ချင်းနေပြီးစားလိုက်မှတင်းတိမ်သွားလေသည်ဒေါ်သက်မှာခိုးကြောင်ခိုးဝဲပြတီးပြရာစားနေသောအဖြစ်ကိုကြည့်လျက်ဝီဝီရဲ့ညီးမြင်ရတာငါမသက်သာလိုက်တာဟဲ့ဟုညီးနေလေ၏ဘိုးဝင်းမှာကိုအိမ်တွင်ဧည့်သည်တယောက်ကဲ့သို့အဝက်လဲထားရဟန်လှုပ်စားရဖနက်အစင်ဆွတ်ထားရသည့်ဘဝကိုကျဉ်ကျက်လာသဖြင့်ဦးစောဟန်အလှုပ်သွားတာနှင့်အပေါ်တိတ်၍အခန်းထဲတွင်ဖနက်ချွတ်ပြီးလွတ်လပ်စွာသွားနေတတ်သည်ထမင်းစားပြီးမအိတ်ချင်မနေရနေ့လယ်တရေအိပ်ရသည်အထူးသဖြင့်ညပိုင်း၌ကအဝတ်အစားတက်များဖြင့်ပြင်ဆင်ဖီးလိမ့်လျက်စိတ်အိုက်စွာနေရစားရကမိုးချိုးအိမ်မော်တက်တော်မှတနေ့ဝှကျွတ်သည်ဟုထင်ပေတော့သည်ဦးစောဟန်သည်သူ့အလုတ်သွားနေသည့်အတွင်ဘာလုပ်သည်ဘလို့နေသည်စသည်အများကိုသိကျင်သည်ကလေးကိုစစ်မေးသလိုအမြဲမေးလေးရှိသည်ဝဝေမှာဦးစောဟန်ပြန်လာလျင်စီကာစင်ကာနှင့်ပြောပြရသည်စားပြီးတော့ဆွဲတာထိုးပြီးမမထားစီကူးသွားတယ်။နေမပူဘူးလားဝေရဲ့မောင်မြတ်ထီဆောင်မပို့ဘူးလား။နောက်မှထီတော်မူမောင်မြတ်လိုက်လျင်လမ်းမလျှောက်တတ်သလိုခြေလမ်းမသည်ဟိုကတီကမြင်ကြတာလဲရှိသည်။ကြွားဝါရကြ၍ထီမိုးပြီးထီအောင်၌ချွေးဆိုးလျက်ပူထူနေတတ်ပေသည်။ဒီလိုပဲကူးသွားတယ်မခေါ်မိဘူး။ဦးစောဟန်မှအလူမကျသောမျက်နှာဖြင့်ခေါင်းခပြပြီးနောက်ကိုမောင်မြတ်မပါရင်နေဘူးတည်းမသွားရဘူးနော်ဟုဆိုနေသည်ဝီစကီအနံ့သည်နှာခေါင်းတွင်ဝေးနှံ့နေသည်ဝဝေသည်ဝီစကီနှံ့ကိုနှာခေါင်းရင်စားပြူလာလေပြီအိမ်တွင်ဝီစကီဘရန်ဒီဘီယာဝိုင်ရှမ်ပိန်အရက်ပလင်းမျိုးစုံထားသည်အရက်ပလင်းတွေဖောချင်းတော်ချင်းရှိပေမဲ့နေမလင်းညမလင်းတောက်တော်သူမဟုတ်ဖဲစီးနှင့်ကန်းနှင့်အချိန်နှင့်တောက်သဖြင့်အရက်တောက်သည့်အတွက်ကြီးကြီးကျယ်ကျယ်စိတ်အနှောက်အယှက်မဖြစ်ရပေညနေအလောက်ကအပြန်ထမင်းမစားသေးခင်ဖန်ခွက်ကိုလက်ကမချကင်လျက်နနနေနေတောက်နေကညစာစားတော့မှလက်ကချလိုက်သည်စီးစာရောင်မှရဲရဲတောက်လာလေသည်ဦးစောဟန်သည်ဝဝေနှင့်တက်နေသောဆိုဖာပေါ်သို့ပြောင်းထိုင်လိုက်သည်ပြတင်းကဝင်နေသောလီဖြင့်ခေါင်းထဲတွင်ရီတီတီဖြစ်နေလေသည်ဝဝေမှာဦးစောဟန်အနားမှထသွား၍စိတ်သက်သာစွာဖြင့်နောက်သို့မိလျက်တကားပေါက်အပြင်ကကောင်းကင်ကိုငေးနေသည်ကောင်းကင်၌နှင်းစီရောင်တိမ်တိုက်တို့ဖြင့်လွှမ်းထားလေသည်ဦးစောဟန်မှာနောက်တဖန်ခွဲဆက်ခါမျက်လုံးများမေး၍တကြိုက်နှစ်ကြိုက်ကြရင်ညနေတိမ်တော့ဝင်းဝင်းရဲရဲတဲ့ကဝေကိုစင်းကြည့်နေလေသည်ချလာသည့်ဝေကိုရှေ့မှထားကကြိုက်လာသည့်အရက်ကိုတမြမြတောက်နေခြင်းဖြင့်ဇင်ယူနေသည်ထထားသည်လိုက်ကာကိုဖဲကအထဲသို့ဝင်လာသဖြင့်ဖန်ခွက်ကိုအောက်ချကထားရိုက်ကြိုလိုက်သည်ထထားမနစ်ပြန်ပြန်မယ်ဆိုထထားသည်သူ့လက်ထဲမှစာအိတ်ကိုဝဝေသို့ကမ်းပေးလိုက်ကဟုတ်ကဲ့ပြန်အောင်မှပဲဟုပြောကနှစ်ယောက်ထိုင်ဆိုပါပေါ်တွင်ဝင်၍ထိုင်သည်ဦးစောဟန်မှသူ့နေရာသူပြန်မထိုင်မဲဖန်ခွက်ကိုကောက်ယူခဲ့လျက်ထထဘေးတွင်လာထိုင်လေသည်ဘာသာလဲဝဝေဟုလှမ်းမေးလိုက်ပြီးနောက်ဦးနေကောင်းရဲ့လားဟုထထအားမေးနေ၏ဝဝေသည်စာအိတ်ထဲမှစာကိုဖွင့်နေပြီးမိမိစီကစာပါဟုထထကဝင်ပြောလေသည်ပေပေနေကောင်းပါတဲ့အမောပန်းတော့တဲ့မခံနိုင်ဘူးသွေးတော့တခါတလေမှပါလေဟန်လောက်ပါပဲအသက်ကလည်းကြီးနေတော့အမောပန်းသိမ့်မခံနိုင်ဘူးပေါ့အနားယူနေတာကောင်းပါတယ်ဝဝေစာဖတ်နေပုံကိုအကဲခတ်ကြည့်နေရင်ထထကိုလည်းစကားပြောလေသည်စာဖတ်နေသူ၏မျက်နှာကလေးညှိုးလာသည်ထင်မှတ်၍ဖွားတီလာရှင်ကဘာများအပူတက်နေပြန်တယ်လဲဟုစိတ်ထဲထင်သွားသည်ဦးစောဟန်မှာဝဝေအားတီလာရှင်နှင့်ပတ်သက်၍အမင်းအမြတ်မရှိဘူးပေအိမ်ကြီးပြက်ခါလွတ်ရလက်ကြောင်းတီလာရှင်လှုပ်သွားသည့်မိန်းမကိုနည်းနည်းမှအထင်မကြီးနိုင်မေ
ဝဝေသည်စားရဲတွင်စိတ်ဝင်စားနေကပြောနေသောစကားများကိုမကြားတစ်ချက်ကြားတစ်ချက်စာမှထူးဆန်းလေသည်တရားသံစာတန်တိတ်မပါဘဲအိမ်တော်ရေးဆုံးမစာတွေကိုဖတ်နေရလေသည်ချစ်သမီးအိမ်တောင်ပြုခြင်းဖျားတီခြင်းဆေးမီရင်စုပ်ထိုးခြင်းဤသုံးရက်သည်စိတ်တိုင်းမကြကအနောက်ပြုပြင်ရန်ခက်ကြောင်းရေးပညာရှိများမှာကြားဆုံးမခဲ့ခြင်းရှိသည်လင်ရမရှုံးရန်လင်ကံမစိုးရန်စင်ကျင်ရွေးချယ်တတ်ဖို့အရေးကြီးပေသည်သမီးငါသမီးရဲ့အိမ်အောင်ရှင်လင်သား၌ပြည့်စုံတဲ့လောကကုန်အည်အသွေးတွင်စိတ်သက်ကောင်းမြတ်သည့်အည်အသွေးလည်းပြည့်စုံမှဖြစ်မည်မေရောရဲ့ပြီးခဲ့တဲ့အိမ်အောင်တက်၌မိဘများထိမ်းများပေးစား၍သာမိဘစိတ်ချမ်းသာအောင်အိမ်အောင်ပြုလိုက်ရသည်လင်ယူခြင်းတာမွေးခြင်းလောကအကြောင်းကိုငကိုကကိုပင်မနှစ်သိစိတ်ရှိသည်သမီးဖခင်နှင့်အတူနေထိုင်စဉ်မေရောစိတ်ချမ်းသာရန်ဆန္ဒအလိုလိုက်ရောပေးခြင်းအပြင်ဝါရင်၌တရားအားထုတ်ခွင့်ရရှိခဲ့သည်သူရဲ့စိတ်တဘောပြေဝခြင်းကြောင့်သာတရားအားထုတ်ခွင့်ပေးခြင်းဖြစ်သည်တားမောင်နေဦးရပြီးကိုမနစ်သက်သည့်လူပေါင်းကိုစွန့်ရန်အားခဲသည်မိခင်ပေါ်၌ကောင်းရှာသောသမီးဖခင်ကိုငဲ့သည့်အတွက်ဆက်ဆုပ်ဆုပ်ဖြင့်ပင်ဇွတ်နှစ်ခဲ့ရသည်အိမ်အောင်တဲ့ဘဝကိုမပျော်ပိုက်ပဲစစ်စင်းရဲနှင့်သားသမီးများကြီးပြင်းအောင်ဆောင်လျက်တနေ့ထွက်ရန်သာအာယုံထားနေသည်နောက်ဆုံးကိလေသာအနှောင်ဖွဲကယုံထွက်လိုက်သောမိခင်ကိုနှောက်ယှက်ခြင်းမရှိတရာကြီးပြူခွင့်ပြုလျက်နေရေးထိုင်ရေးချောင်ချီအောင်ထောက်ပံ့နေသည့်အတွက်ကြောင့်ကြကင်းဝေးကတရားအားထုတ်နေနိုင်သည်တီလင်သားဤဂုံကျေးဇူးမှာမိခင်ပေါ်၌ကြီးမားလာသည်မိခင်မှာဘဝဤအတိတ်ကံဖြင့်လင်သူတော်ကောင်းနှင့်ပေါင်းဖက်ခဲ့ရသည်ဟုဆိုရပေမည်သမီးအဖို့ရာတွင်လည်းမိခင်ကဲ့သို့လူကောင်းသူကောင်းနှင့်တွေ့ကြုံဆုံစည်းစေရန်ဆုတောင်းမေတ္တာပို့သလျက်ရှိနေရသည်ဝဝေသည်စာဖတ်ပြီးစာရွက်ကိုလက်ကမချစိုက်လျက်ပင်အတွင်းများဖြင့်ငေးငိုင်နေပေသည်မိခင်ဖွားတီလာရှင်ထက်ဖခင်ကိုသာကြည်ညိုမိလေသည်ကိုအလိုဆန္ဒကိုချုပ်တီးလျက်သူ့အလိုဆန္ဒကိုဖြစ်စွတ်တတ်သောစိတ်နေစိတ်ထားကိုမျက်မှောက်၌မြဝါထင်ထွင်မြင်တွေ့နေရသည်တပားသူကိုစိတ်ချင်းများအောင်မပြုလုပ်ဘဲအလိုမကျလဲမဆန့်ကျင်ဘဲမြို့သိပ်ချုပ်တီးထားနိုင်သောစိတ်ဓာတ်ကိုချစ်ကြည်မျက်နှိုးလာသည်အားကြအတူခိုးလိုလာသည်ခါတိုင်းလိုပင်ဒီစာကိုဖခင်အားပြေးပြီးဖတ်ပြလိုက်ခြင်းသည်မြင်မြဝမ်းသာလိမ့်မည်နီခြားတိတ်ဘာတွေပါလို့လဲငင်းနေတယ်ဝဝေသည်စာရွက်ကိုခောက်လျက်အကြောင်းမထူးပါဘူးဆုံးမစာရေးတာပါဟုပြောဆူဆူထထတို့ကမ်းပေးလျက်ဖေဖေကိုဖတ်ပြလိုက်နော်ဟုမှားနေသည်ထထရီစကိုင်းကစာတွေခဏခဏလာနေရင်ခြားတိတ်မဲတီလိုက်ရှင်လှုပ်သွားမှဆိုးတယ်ကိုတော့စီတို့ဆန်တို့မပေးဘူးနော်ဒါပဲဦးစောဟန်နောက်လိုက်သည်ထထသည်ပြုံးလျက်တွေးနေကဦးစောဟန်ရေတံဆွဲသွားမှသူ့ထင်မြင်ချက်ကိုဖွင့်ပြောသည်သူလားသူ့လောက်တန်ရောစင်ကြီးတတ်တာဘယ်တော့မှတီလိုက်ရှင်ဖြစ်မှာမဟုတ်ဘူးဝေးပါသေးတယ်ဖြစ်ချင်းဖြစ်မမထားပဲဖြစ်မှာပါနော်ဟူဝေဝေကတီတီနှင့်ရေစရာဝင်ပြောလိုက်လေသည်မီးအောင်လင်းသွားသည်မောင်မြသည်ထထအတွက်ဘီလက်ရည်ထည့်ယူလာရာထထရှမ်ပိန်တောက်မလားဟုဖြတ်မေးလိုက်သဖြင့်ဒါတွေမတောက်ဘူးကျမစကိုင်းသွားရမှာဟုရေပြောနေသည်ဦးစောဟန်သည်လက်ထဲမှအရက်ခွက်ကိုတိတ်ကြိုက်ချလိုက်ပြီးဖန်ခွက်ကိုချကာကိုကြွလျက်ဘောင်းမီအိတ်ထဲမှလက်ကင်ဘဝဆွဲထုတ်ပြီးမျက်နှာတုပ်လိုက်သည်လေချောင်းရှင်းသလိုချောင်းတစ်ချက်ဟန့်ပြီးနောက်ထထဘက်သို့ခတ်ပြုံးပြုံးလှည့်ပြောသည်ထထလာတော့တိုင်ရအောင်မယ်ခြာတိတ်လေးတိတ်ဆိုးတာပဲဝမ်းတို့စေးတိုက်ရင်အားကြီးကြီးများတာပဲမတောက်ချင်ဘူးချက်ဥတို့နွားတို့တို့လည်းတိတ်မစားဘူးညှိတယ်တဲ့ချင်းငရုတ်သီးဆက်ဆက်တွေစားခြင်းနဲ့ပြီးဟိုရေကိုချစ်တောက်တာလဲအားမရဘူးတဲ့ရေစိမ့်မဲ့တောက်နေတယ်ဦးစောဟန်မှာဒီလိုပြောရတာကိုနှစ်သက်သည်ပြောလို့မိန်သည်ဝဝေမှာနှကမ်းမဟာတဟရွကလေးပြုံးလျက်မျက်လွှာချကလက်ဝါးကိုလက်နဲ့ပွတ်နေလေသည်ထထသည်ဝဝေအားလှမ်းကြည့်နေသည်ဝဝေရဲ့အပြင်ပန်းအမူအရာအကဲကိုအမှတ်မထင်ပြုလျက်နှလုံးသားထဲဘာရှိမည်ကိုဖောက်ထွင်းမြင်ကြည့်နေလေသည်ဖေဝဝေသည်ဥပိုးသိန်းကရင်ဘေးတွင်ရက်ခါငုံလျက်ခတ်တိုးတိုးခေါ်လိုက်လေသည်ဒေါ်သစ်သည်ကရင်ပေါ်၌ထိုင်လျက်ဥပိုးသိန်းရဲ့ဘဝင်ကိုအုပ်နှိပ်ထားသည်ဥနေဦးသည်
ပလက်ကလထိုင်ပေါ်၌လှဲလျက်နှစ်ဖူးပေါ်တွင်လက်တင်ကမိန်နေသည်အခန်းထဲသို့ဝေရောက်လာမှလှဲနေရာကထိုင်ပြီးကရင်မဲ့သို့လှဲကြည့်နေ၏ဝေမှာပပကြီးမောနေတယ်ဟုမဲအေးလာပြော၍ခေါင်းနှစ်ပန်းကြီးသွားကပြေးလာခဲ့သည်ဦးစောဟန်မှနည်းနည်းစောစောကပင်ဝါခမသို့သွားလေရာနေ့လယ်မှပြန်ရောက်ပေလိမ့်မည်ဦးဘိုးသိန်းမှာရုတ်တရက်မျက်စိမဖွင့်သောကြောင့်ဖေဖေဟုထပ်ခေါ်လိုက်ပြန်သည်ဦးဘိုးသိန်းသည်နှစ်ဖူးပေါ်၌စို့နေသောချွေးများကိုလက်ကင်ပေါ်အပြင်အသာတုပ်နေလျက်နောက်မှမျက်လုံးများကိုဖွင့်ကြည့်လေသည်အမောတန်ကြောင့်ပင်ပန်းပန်းလျက်သွားသည့်လက္ခဏာမှတပါမျက်နှာကြည့်ရတာကောင်းသည်ဘလူနေသေးလဲဖေဖေပူပူကက်ကက်မနေပါနဲ့ဟုမှားထားသောဦးစောဟန်ရဲ့စကားမှာအမှတ်မရတော့ပဲဖခင်ရဲ့ဘေးနားတွင်ဝင်ထိုင်လျက်ခေါင်းအုံးဘေးနားကရက်တောင်ယူကတတညင်းညင်းခတ်ပြီးလေသည်စစောကချောင်းဆိုးပြီးအတော်မောသွားတယ်ခုတော့ခန့်တာပါပြီသမီးရဲ့ဝေသည်ရင်ထဲကမချမ်းသာလျက်မျက်နှာချွချွတသားထားကဖခင်ကိုရွှွှွဆဆကြည့်နေသည်မနေ့ကအိယာထတုံးကလမ်းလူပဲအောက်တောင်ဆင်းမလို့မဆင်းမာနဲ့ကွယ်လို့ပြောရသေးတယ်နုဆန်ပြုတ်တောက်ပြီးချောင်းဆိုးလိုက်တော့တီးသွားတယ်မောနေတာမျက်လုံးကိုလဲနေတာပဲမောင်နေဦးရောက်လာပြီလို့ပဲဆရာဝန်ခေါ်ခိုင်းပြီးဆေးထိုးရတယ်အကိုကြီးကဘယ်တော့မှပြန်ရောက်တယ်လဲဟုကိုနေဦးဘက်သို့လှည့်မေးလိုက်သည်ကိုနေဦးမှာသခင်နေနှင့်နေစင်းတရားဟောထွက်နေသည်ခုတလောနိုင်ငံရေးလှုပ်ရှားသဖြင့်အလုံများလျက်ရှိသည်ဌာနချုပ်မှပေးပို့သောညွှန်ကြားလွှာအတိုင်းစီယုံရေးအလုံများဖြင့်တောဆင်းနေရသည်ညကမှဟိုဘက်ကန်းပြန်ရောက်တယ်ဆက်မှအိပ်ပြီးမနစ်စောစောကူးလာရင်ဝင်လာတာဦးစောဟန်မော်တော်လေးတောင်တွေးလိုက်ရသေးတယ်လက်ပြသွားတယ်ရင်းနှက်မြေအလုတ်သမားတပိတ်ကြီးရန်ကုန်မြို့ချီတက်လာတယ်လို့သတင်းစာထဲပါတယ်အခုဘယ်ရောက်နေကြပြီလဲဟုဒေါ်တက်ကလှမ်းမိသည်မကွေးရောက်လို့ခေါင်းဆောင်နေတောင်ဖမ်းသွားပြီကြီးတော့ဝေမှာလူမမရှိတွင်ခေါင်းရှုပ်เสียသတင်းများမကြားစီလို့သဖြင့်စကားပြက်အောင်ဖေဖေညကအေးရရဲ့လားဟုမေးလိုက်သည်အေးရပါရဲ့အစာအတော့တော့ဖြစ်တဲ့ကွယ်တရစီကိုစပြန်ကြည့်ပြီးကြပြီလားလူမမာရုပ်ကောင်းတော်လဲအတန်ပြက်နေသည်တရှောင်းရှောင်းနှင့်မမာနေခဲ့ရာဝေလက်ထက်တုံးကစိတ်မောမောနှင့်အတော်ပင်ပန်းသွားခဲ့လေသည်စိတ်ဆောင်ကတက်တာနူးနူးနှင့်အာတင်းလျက်နေသည့်ကြားတက်တာလိုက်တိုးလိုက်ရှိနေသောအခြေအနေကိုအာမရဖြစ်လာကမကြတော့ပါဘူးဟုဆွဲမြဲမှတ်ထင်ထားသည်ဖေဖေအတွက်ထထစီစဉ်တာကိုကျွန်တော်သဘောကျတယ်အလုပ်ကိစ္စတွေကျွန်တော်အားလုံးတာဝန်ယူပြီးပဲဟာဖေဖေသွားရင်ကောင်းပါတယ်ကိုတက်နံလဲကြည့်နိုင်တယ်ထထမှာမအူပင်ရန်ကုန်သို့ပြောင်းရွှေ့ရမည်ဖြစ်၍ဖခင်ကိုရန်ကုန်တွင်ဆေးလာကူရန်မှာနေသည်ကိုနေဦးသည်ဖြစ်ကြဲကဖခင်ကိုရန်ကုန်သို့ဆေးကူရန်သွားစီခြင်းသည်ထထကသူ့အိမ်တွင်နေစေကားဆရာဝန်ကြီးများနှင့်ကုသရန်အကြံပေးချက်သည်အလွန်သင့်မြတ်သည်ဟုထင်သည်ဖေဖေသွားရမလားသမီးကိုနေဦးသည်ဝေကိုလှည့်ကြည့်နေလေသည်သူအကြည့်မှာသွားဖို့တိုက်တွန်းမှဟုခိုင်းနေသောအကြည့်ဖြစ်သည်ဝေမှာဖခင်နှင့်ခွဲရမည့်အတွက်ရင်ထဲလေးသွားလေသည်ရန်ကုန်မှာကြာမည်ထင်၍ဝမ်းနည်းသလိုရင်ဖိုလာသေးသည်သို့တော့မျက်နှာထားမပြစ်ပင်ဖေသွားချင်ရင်သွားပါဖေရဲ့သွားဖို့လဲကောင်းပါတယ်မမထားကဖေအတွက်စိတ်မချဘူးဟိုမှာဆိုတော့ဆရာဝန်ကြီးတွေရှိတယ်မမထားစီဖေလာလိုက်မယ်လို့စာပြန်လိုက်မယ်နော်ဟုတ်တယ်ကွယ်ငါတော့သွားစီချင်တာပဲဟုဒေါ်တက်ကဝင်ပြောသည်သွားဖို့ကောင်းတယ်ထင်ကြရင်လဲဖေမောင်နေဦးနဲ့လာလိုက်မယ်လို့စာပြန်လိုက်ပေါ့အမတော့ကျွန်တော်နဲ့လိုက်ခဲ့မှာပဲမောင်နေဦးတို့ဒီအိမ်ကြီးရွှေ့နေကြမဲအေးကိုငါသမီးလက်တိုလက်တောင်ခိုင်းရအောင်ခေါ်ထားဥပိုးသိမ့်သည်ကိုစောင်းလှဲ့၍မှိန်ထားလေသည်တယောက်ပြီးတယောက်အခန်းထဲမှခြေပြားထောက်ထက်သွားကြရာဝေသာလျင်အနား၌နေရိတ်ခဲ့လေ၏ဝေသည်ကြောခိုင်းထားသောဘက်ကထိုင်သဖြင့်မျက်လုံးမှစီးကျလာသောမျက်ရည်ကိုလက်ကင်ဘဝနှင့်တုပ်ရင်ရက်ခတ်ပေးနေသည်ဖေသွားရမလားသမီးဟုမေးသည်မှာမိမိထံမှခွင့်တောင်းချက်ဖြစ်၍ဆွေးမြေ့ကြေကွဲသွားရသည်ဖအေးနှင့်နည်းနည်းမှမခွဲနိုင်မှရိတ်စားမိသောဖခင်လီရဲ့ပြည့်ညစ်ချစ်ဖြင့်ခဏကူးမလာနိုင်ပေမဲ့သမီးလေးငါစီလာခြင်းနေရှာတယ်တန်းတနေရှာတယ်လို့ဖွင့်မပြောရဘဲနှင့်တီမှာအံ့ဩစရာပဲမမြင်ရလျင်မနေနိုင်သောသမီးစိတ်ကိုတီး၍အလိုက်တီစွာခွင့်တောင်းနေသေး၏
အခန်းထဲတွင်တိတ်ဆိတ်၍နေ၏ဖခင်ရဲ့အိတ်ခမ်းကိုခင်မင်စွာလက်ပတ်ကြည့်ရှုသည်ဖခင်အိတ်နေသောကရင်ကြီးမှာမိခင်ရှိကလေးကနှစ်ယောက်အိတ်ကရင်ကြီးဖြစ်သည်ကြာမြင့်လာပြီဖြစ်တော်လဲဟောင်းမြင့်သောအသွင်မပြောင်းသေးပေပေါ်လုံးပေါ်တိုင်များမှာခိုင်ခန့်ထူထဲလာ၏ခေါင်းရင်းကအထက်သို့မြင့်ချွန်နေသည်တရိကံပုံပေါင်မှာပန်းပေါက်များဖောက်ထုထွင်းသောနေရာတွင်ပင်ကူမင်းမြင်များတွေ့ကပ်နေသည်ဂရင်ဘေးရှိစပွဲဝိုင်းပေါ်၌တပိုင်းမြကျန်းစာအုပ်များပုံတင်လျက်တပိုင်းတွင်စေပလင်းဖန်ခွက်တွားကြထိုးတံဘူးကြောက်တလင်းမြင့်မှန်နှခမ်းမုတ်စိတ်မွေးနှုတ်သည့်မွေးညက်ရှိသည်နံရံနှင့်ကပ်ထားသောကိုလုံးပေါ်၌မှန်ဘီယိုအနှစ်ကြီးမှာမိခင်ရှိစဉ်ကသူ့အဝတ်စားများထည့်သောဘီယိုဖြစ်သည်ဤဘီယိုကိုဤနေရာမှမရွေ့ပဲထား၏ပလက်ကလထိုင်ဘေး၌စာအုပ်မှန်ဘီယိုထဲတွင်မိခင်စုဆောင်းထားခဲ့သောပြီးတဲ့ကဲ့ကျန်းစာအုပ်များရှိလေသည်ပြတင်းမောက်များရဲ့အခန်းမှာလင်းနေကဗရောက်ပင်ကြီးအရိပ်များဝင်နေသည်ဝဝေသည်နံရံရှိအင်ကြီးကျိတ်အထက်တွင်ချိတ်ထားသည့်ဓာတ်ပုံကြီးကိုငေးကြည့်နေလေသည်ကိုနေဦးရှင်ပြုတွင်ကိုရင်မဝက်မီမန်တက်ထဲ၌စုရိုက်ထားကြသောရှင်လောင်းပုံဖြစ်သည်ပုံထဲတွင်မိသားတစုအကုန်ပါကြသည်မိခင်ရဲ့စရုံး၌စပယ်ဘူးများခွေထားသည်လက်၌ပလဲနှကုံးတွေ့တန်းထားသည်မိခင်ဘေး၌ထထားမှာစရောင်းနှင့်အပြူပေါက်ဆအရွယ်ဝဝေးမှာဆရိတ်ကလေးနှင့်ဖခင်ကိုမိကက်လျက်ထိုင်နေကြသည်မိခင်ရှိစဉ်ကအတိုင်းလက်ရချေရမပြည့်ရှိသောအခန်းထဲ၌ကရင်ထက်တွင်လျောင်းခွေနေသောဖခင်ရဲ့ပုံတရံကိုကြည့်ကာရင်ထဲ၌လှိုင်းထသွားလေသည်မဲဤအခန်းထဲသို့ဝင်လာသည်ဝဝေနာကက်ခါလီတံဖြင့်တီတိုးပြောလိုက်သည်ဖွားဖွားကအောက်ကိုလာပါတဲ့အကိုကြီးနဲ့ထမင်းစားသွားပါတဲ့အကိုကြီးစောင့်နေတယ်ကျမအနားမှာနေမယ်ဖခင်ရဲ့မျက်နာကိုမမီမကန်းလှမ်းမြော်ကြည့်လျက်ရက်တောင်ကိုမဲအေးလက်သို့ကမ်းလိုက်ကလက်ခိုင်ဘဝနှင့်မျက်လုံးကိုတိုးတုပ်လိုက်သည်ဝဝေသည်သူ့အခန်းမှဖြတ်ကျော်သွားရင်အခန်းကိုငဲ့ကြည့်သွားလေ၏သူအိတ်တော်ကရင်နှင့်သူ့မှန်တင်ကုန်မှာဗလာချင်းနေ၏ကရင်မော်တွင်ဖျားပင်မမြင်ရပဲကရင်ကြီးဟောင်းလောင်းတွေ့ရသည်ဝဝေအားခက်စိမ့်စိမ့်ဖြစ်နေကြသလိုစိတ်ထဲ၌ထင်သွားလေသည်ကဲလာစားသွားစမ်းကြုံတုံးကိုဘူကလာမှမဟုတ်သေးပါဘူးဟာအခုမှ10နာရီခွဲသေးတယ်ကိုနေဦးသည်ပြုံးရိပ်ပြုံးရောင်ဖြင့်ပြောကာသူနှင့်မျက်နှာချင်းဆိုင်ပကံကိုဆွဲလန်ပေးသည်မမီသည်၍လက်ထပ်ပြီး5လအတွင်းဒီစပွဲတွင်ပထမအဆုံးအကြိမ်စားခြင်းဖြစ်သည်အိမ်တွင်ဘူစာများကိုတင်းမတိမ်၍ဒီဘက်အိမ်သို့ကူးခိုက်မိဖို့တဲဝင်ကနေဖက်ပုံစားလိုက်သည်မိဖို့တဲစားရတာပဲကောင်းသည်စပွဲ၌စားနေလျင်တစ်ဖက်အိမ်အပေါ်တက်မှမြင်နေနိုင်သည်နနစ်ကနနစ်စာအဝထားစားထားသဖြင့်ထမင်းမစားပေညင်းဖို့လဲခက်သည်မစားဘူးလို့ပြောလျင်အကိုကြီးကခနဲ့အောင်မီစိတ်မကောင်းဖြစ်အောင်မီအကိုကြီးနဲ့ထမင်းအတူတူမစားဖြစ်တာကြပြီးဖြစ်၍မစားခြင်းပဲနဲ့စားရန်ဝင်ထိုင်လိုက်ရသည်နေ့အကြိုက်ပုံးရည်ကြီးမျက်နှာနဲ့မဲအေးကိုအခေါ်လွတ်လိုက်တာနေ့အိမ်မှာစားရမှာမဟုတ်ဘူးအဝသာအုပ်ပြီးတော့ကိုနေဦးသည်ပလုတ်ပလောင်းပြောလိုက်ခါပုံးရည်ကြီးကိုဇွန်းနှင့်ကော်၍ဝဝေပကံထဲသို့လောင်းလိုက်သည်ဝဝေလက်ထက်သွားပြီးနောက်ဝဝေရဲ့အိမ်အောင်ရေးဘဝကိုတစေတစောင်းအကဲခတ်လျက်မကျေနပ်စရာတွေးရှိသည့်တိုင်ဘာမှမပြောဘဲနေသည်ပြောလိုက်လျင်ဝဝေပုံမစိတ်မချမ်းသာဖြစ်မှသိ၍ဝဝေထိုင်နဲ့ဝဝေကံမဲဟုလှစ်လူရှုနေလေသည်ဝဝေမှာထုံပြန့်လာသောပုံးရည်ကြီးအနံ့ခံလျက်မစားပေသည့်စားဝင်မီကိုသိလေသည်တပကံလုံးမဲချိတ်နေသောအနှံ့အပြားနယ်လူပြီးနောက်ငပိရီစမ်းကငြူသည်မှုန်နေဖြူလေ၏ရော့လီဒီမှာจิตသွန်ပြူပစွန်ကြောင့်မှုန်လဲထဲ့နေဒေါ်တက်ကပကံလာချသည်ကြီးတော်မစားသေးဘူးလားဟုဝဝေကမေးသည်မနဲ့မှစားမယ်စားကြငါရီချိုးလိုက်အောင်မယ်ဟုဆိုကာမိဖို့ဘက်သို့ထွက်သွားလေသည်ဝဝေမှာจิตသွန်ပြူကိုမနှိုက်ဝွန်ပေပါဇက်နန်လျင်ရာဇဝဲမှုတင့်မီဖြစ်၍ပစွန်ကြောင့်မှုန်မဲယူနေစားသည်ပြပြအတွက်တော့ထထားနဲ့နေတာပဲကောင်းပါလေဟာကိုမဆရာဝန်ကြီးလည်းရှိတယ်စိတ်လည်းချမ်းသာမယ်အခုကြီးတို့ကဘယ်တော့ပြောင်းချမလဲနင်းမြစီစဉ်ရမှာပဲဟာပုံးရီကြီးမှာယနေ့ထူးထူးခြားခြားအရသာရှိလာပြီဒီရှင်ပြုံးပြုံးနဲ့စိတ်နေ၏ချုံနွေသောကြာစံဟင်းကားသည်ထမင်းလုတ်ကိုစောင့်၍တွင်းနေသလိုပင်
တပိတ်တက်ကြီးရန်ကုန်ချီလာတော့သူတို့လမ်းမှာဘလို့စားတော့ကြမလဲအကူကြီးကိုနေဦးတီထမင်းလုတ်ကိုမသွင်းနိုင်တော့ပဲသူ့အဖို့ထမင်းချက်မြိန်ရှစ်စရာကောင်းသောအစာနှင့်တွေ့သွားလေသည်လမ်းကကျွေးမဲ့လူတွေပြည့်လို့ပါဗျာတနေ့ကို15မိုင်ရှောက်မှာတပိတ်တက်ထဲမှာချစ်ပြုတ်ရေးအဖွဲတို့ကျမ်းမာရေးအဖွဲတို့အစုံပါလာတာရောက်တဲ့နေရာကစားနှက်ရိတ်ခါအကူကြီးပေးကြမှာပဲကုမ္ပဏီကလည်းရှော့မပေးဘူးပေါ့နော်တနရှင်တွေပဲဘယ်ရှော့မလဲ17လလုံးလုံးတင်းနေတဲ့အပြင်အိမ်တန်းရားတွေကတောင်နှင်ထုတ်ပစ်သေးတယ်ဒီမျက်နှာဖြူကုမ္ပဏီတွေကိုဖြိုနိုင်အောင်တိုက်ကြရမှာပဲဒီနုတွေမရှိမှမြန်မာတွေအသက်ရှူချောင်တော့မှာကိုနေဦးမှာစိတ်အားထက်သန်စွာပြောနေလေသည်မျက်နှာဖြူကုမ္ပဏီနှင့်မကင်းသောနှမရှိတွင်အာရပါရအာမနာပါမနာပြောချလေသည်ဘာမော်ဆိုရတော့ပြုတ်ရမှာပဲရေနံတပိတ်တယ်မဟုတ်ဘူးဖြူးတို့တနတ်ပင်တို့ဘက်ကလက်သမားတက်ကြီးလဲအရေးဆိုဖို့လူ2000ကျော်ရန်ကုန်လာအောင်မှာအခုခေါင်းဆောင်တွေကိုဖမ်းဆီးတော့သူတို့နေရအစားထိုးဖို့နေတခင်အစည်းအရုံးတွေကိုတောင်းဘိုးစရင်သွင်းခိုင်းနေပြီလေအကူကြီးဘိုးသွားမလုံးနဲ့နော်ခုဝဝေကြောက်ကြောက်လန့်လန့်ပြောလိုက်သည်ကိုနေဦးမှာပမမခန့်ရင်မောလိုက်သည်ရေနံတပိတ်တက်ကြီးကိုမြင်းနှင်းတိုက်ဒုံနှင်းရိုက်သည်ဟုကြားကလေးကဒေါသအုံကြွလျက်အမျိုးမှန်တက်ကမျက်နှာဖြူတွေကိုမှုံမှုံညစ်ညစ်ခြေပစ်ခြင်းသည်ဖခင်ကိုငဲ့နေ၍သာမကွေးတို့လိုက်သွားခြင်းစိတ်မှာရင်းပြားလာပြီသည်တခင်သိမ်းမောင်စီငါစာရေးလိုက်တယ်လိုအပ်တာပြောပါကူညီမယ်လို့ဝေပို့တာတီလို့ရောက်ခမကြီးရတောင်ပွန်သေးတယ်ဝဝေတီမျက်လုံးထောက်မှကိုနေဦးကိုစိုက်ကြည့်နေသည်ထဲ့အောင်လီငါတော့အပိသက်မှာပုံရည်ကြီးနဲ့နေစားမယ်ထမင်းအုပ်ကိုတိုးပေးကဝဝေကနှက်စွန်းခတ်ထဲလိုက်သည်ပုံရည်ကြီးကိုရွှဲရွှဲနွယ်၏ဖြူပွေးသောလက်ချောင်းများမှာပုံရည်ကြီးလိမ့်ကြံလျက်စေကက်ကက်ကြီးပင်ဖြစ်နေလေသည်ကိုနွေဦးမှာခေါင်းမဖော်ပဲငုံလွေးနေသည့်နှမကိုကြည့်ကသူ့အိမ်တွင်ဇွန်းနဲ့ခရင်နှင့်တူကနန်းစိတ်ကနန်းဟန်လို့ရမည့်အဖြစ်ကိုမြင်အောင်နေမိသည်ခေါင်းများလည်းတပြိုင်နက်ထောင်သွားကြသည်မျက်လုံးများလည်းပြိုင်တူပြူးသွားကြသည်မြစ်တောင်လေးငါးချက်ခတ်လိုက်သည့်အတွင်ဦးစောဟန်ရဲ့ခေါင်းမှာလိုက်တာအတွင်ကပေါ်လာလေသည်ဝဝေသည်ပင်နေသောလက်ကိုမချမိပဲရင်ထဲအသေးတဲ့အေးကနေဖြစ်သွားလျက်မျက်နှာပြစ်သွားသည်ကိုနေဦးသည်ခေါင်းကိုလင်လျက်လာပြို့ထမင်းစားပါအောင်ခမညာပြန်လာတာမော်တော်ကားတန်လည်းမကြပါလားဟုပြောလိုက်သည်ဦးစောဟန်သည်အခြေပြစ်သွားသောမျက်နှာဖြင့်ပင်စပွဲကုံနာသို့လျှောက်လာလေသည်ဝဝေ၏သွေးမရှိသောမျက်နှာကိုကြည့်လိုက်မိသောကိုနေဦးမှာရင်ထဲနင့်သွားလေသည်ဝဝေသည်လူမိသောကြီးကန်းကဲ့သို့အိန္ဒြေဖြစ်တဲ့နှင့်ဖေနေမကောင်းလို့လာခေါ်တာအဲ့ဒါကြောင့်ကူးလာတာကိုဘာနဲ့လာလဲမော်တော်ကားတန်လည်းမကြဘူးဟုအတန်ကိုမအပ်အောင်ထိန်ပြောရလေသည်ဦးစောဟန်သည်လျှို့ဝှက်နဲ့နဲသောမျက်လုံးဖြင့်ဝဝိလက်ဤလက်ပေပေနှင့်ထမင်းပကံကိုကြည့်လျက်လမ်းမှာပန်ကာကျိုးသွားလို့ဗျာစက်ကဘာပုမော်တော်နဲ့ပြန်လိုက်ခဲ့ရတယ်ဟုကိုနေဦးကိုဖြေကတဖန်ထမင်းပကံနှင့်ဝဝိမျက်နာကိုခောက်တုံခောက်ပြန်ကြည့်လျက်မောင်များကဒီလာတယ်ပြောလိုက်လို့ကူးလာတာဟုဝဝေကိုအဖြေပေးသည်ဝဝေကပုံရည်ကြီးတိတ်ကြိုက်တာဗျအတင်းခေါ်ကြွေးရတယ်ကိုနေဦးသည်မူပြစ်နေကြသောသူတို့နှစ်ဦးကြားတွင်ကောင်းအောင်ကြည့်ပြောနေ၏ဦးစောဟန်သည်အိန္ဒြေဆယ်ကပြုံးလျက်ဦးစောဟန်ရဲ့အပြုံးမှာအပြုံးတဝက်အမဲတဝက်ရောဖက်နေသောအပြုံးဖြစ်သည်ဦးဘယ်နဲ့နေသေးလဲဟုကိုနေဦးကိုမေးကဝဝေကိုစိတ်နာနာနှင့်မကြည့်တော့ပြီဖေဖေကအတော်မောတယ်အခုတော့နည်းနည်းတက်တာသွားပြီးမှိန်းနေတယ်ဦးစောဟန်သည်ခုန်ခင်းမရှိသောကြောက်စပွဲပေါ်မှဟင်းခွက်များကိုမျက်လုံးရမ်းသွားလျက်စားကြဗျာကျွန်တော်တိုက်သွားအောင်မယ်ဟုပြောဆူပြန်လှည့်ထွက်သွားလေသည်အိမ်ထဲဝင်လာစဉ်ကဖနက်တန်မကြရသလောက်ဖော့နှင်းလျက်ပြန်ထွက်သွားသောဖနက်တန်ကဆော့ဆော့အောင်မြည်သွားလေသည်ဝဝေသည်ဦးစောဟန်ကြောခိုင်းသွားမှအကိုကြီးရှိတွင်အခြေအနေဖြစ်နေသောမျက်နာကိုအိန္ဒြေဆယ်ဖို့တတိယလေသည်မျက်နာကိုအတင်းပြုံးကဝဝေအဆက်စားတာနည်းနည်းမှမကြိုက်ဘူးဟုပြောမိပြောရပြောလိုက်လေသည်ဝဝေရဲ့ခေါင်းထဲလှည့်လည်မှုပတ်နေသောအတွေးများမှာခြားရက်ဟက်ကိုမရမနာစည်းသလိုမူးလာလေသည်မောင်နှမမျက်နှာချင်းဆိုင်မြင်ရင်ရှေ့ရစားကြရင်ပျော်ရွှင်စွာရှိနေကြသည့်ကြားတဲ့ဝမ်းနည်းပေရာဖြစ်ပေါ်လာခြင်းကိုတွေးရမှာပင်မကောင်းလှပေကိုနေဦး၏ကျင်နာရောင်တန်းနေသောမျက်နာပေါ်ကနှလုံးသားမှာအေးစိတ်၏အေးဟာစုံလုံးနဲ့ဟုဆိုလိုက်သည်
တိတိတသာအရသာကင်းမဲ့သွားသောပကံထဲမှလက်ကျန်ထမင်းများကိုတွင်တွင်နဲ့လျက်မနှဲမြူချလိုက်ရသည်ပါဇက်ထဲ၌ခြားနာသွားသဖြင့်အရသာဆိုတာဘယ်ကရှိရပါလဲဟုအောင်းမိမိသည်ကိုနေဦးမှာမစားခြင်းရင်လဲတော်လိုက်ဖို့ပြောခြင်းသည်သို့တော်အရာရာမျိုးတိုင်းတင်ပြောင်တင်းတင်းပြောလို့မဖြစ်တိတာကိုပင်မတိသလိုပြရတဲ့အခါမျိုးလဲစိုက်တတ်သည်ဟင်းကားကတိတ်ဆက်တာပဲဟုဆိုကထမင်းထက်ထက်လိုလျက်ဝသလိုထားလိုက်သည်ဝူဝေသည်ဟမ်မပြည့်ထိန်းစားနိုင်အောင်စားနေသည်ကြံရှိသည့်ထမင်းကိုကုံအောင်စားသည်ကိုနေဦးနှင့်ရှေ့ဆင်းနောက်ဆင်းပြီးကြလေသည်ဝူဝေသည်လက်စေးပြီးမျက်နှာမထားတတ်၍ကိုနေဦးနှင့်မျက်နှာချင်းဆိုင်နိုင်ရန်နောက်ဖေးကန်းထဲသို့စက်ဝင်သွားကရေချိုးကန်းရှိ၌ရက်လျက်ကြီးတော့ဝူဝေပြန်မယ်ဟုကိုနေဦးကြလှအောင်ပြောလိုက်လေသည်နေပါအောင်တော့မောင်စောဟန်မှမလာသေးတာ၏ဝူဝေသည်ဘာမှပြန်မပြောလှည့်ထွက်လာခဲ့သည်ကိုနေဦးမှအလိုက်တသိပင်အိမ်မော်တက်သွားခြင်းဖြင့်ပြန်ချင်းပြန်ရအောင်ရှောင်ရှားပေးသည်ဝူဝေမှာအိမ်မော်တို့တစ်ချက်မော့ကြည့်လျက်ခတ်တုတ်တုတ်အိမ်ထဲမှထွက်လာလေသည်နေမင်းသည်မန်ဝန်းဝန်းဖြင့်သူ၏ရောင်ကြီးကိုပစ်ဖြန်းလိုက်သည်နေရအောင်၌အိမ်ပြန်ကူးရာနေအချိန်ကတလောက်မပူသူ့အပေါ်၌မကြည်မချမ်းဖြစ်သွားသောဦးစောဟန်နှင့်မျက်နှာချင်းဆိုင်ရမှာကပူပြင်းသည်ဦးစောဟန်သည်အလုတ်သွားမီပြောထွက်သွားပြီးဧကန်ထဲ၌တွေ့ရသည်ဆိုဖာပေါ်တွင်နောက်မီလျက်ခြေကိုလိမ်ချိတ်ထားခတ်ရှော့မိထိုင်နေသည်ဘီယာကွက်ကြီးကိုဆိုဖာလျံပေါ်၌ချကာစီကရက်ဖွာဆိုင်နေသည်သူသည်ဝူဝေဝင်လာသည်ကိုမြင်၍ကုတ်မှုန်ထားသည့်မျက်နှာကိုဖြေလိုက်ကမှိုင်တိမှိုင်တိုင်မျက်နှာထားနှင့်ခက်ရည်ရည်မျက်လုံးကိုစင်းကြည့်သည်ဝူဝေသည်ဦးစောဟန်မျက်နှာနှင့်ဝေးရာကိုလည်းမျက်စိမလွဲနိုင်မဲမြင်ရတဲ့အရက်မှမချိတင်ကဲပြုံထားကဆိုဖာရှိသို့ပြင်းညင်းစွာလှမ်းလေသည်ကိုစိတ်မဆိုးနဲ့နော်ဦးစောဟန်သည်မျက်ခုံးနှစ်ဖက်ကိုတွန်း၍မျက်နှာလွှဲလျက်ဘီယာကွက်ကိုလှမ်းယူလိုက်သည်ခေါင်းထားလျက်တောက်နေသောခွက်ပြန်ချပြီးမှခေါင်းကိုဆိုဖာနှင့်ပြည့်၍မိပြီးပြုံးလေသည်ဝေကိုလေကိုဘလောက်ချစ်တယ်ဆိုတာဘယ်တော့မှပြောပြတတ်မှာမဟုတ်ပါဘူးဝေကတော့ကိုချစ်တယ်လို့မချစ်ဘူးမဟုတ်လားဝဝေသည်ဆရာရှိတွင်အပြစ်နှင့်ရောက်နေသောကလေးတငယ်ကဲ့သို့ညှိုးမှန်စွာငုံနေလေ၏ဝေအသားလေးတွေနှုတ်ထွက်တော့လီတိုက်နှမတောင်ခံနိုင်ပါမလားလို့စိုးတဲ့အထိချစ်ရတယ်ဝေနဲ့တော်မဲ့ဟာဝေအဖို့အကောင်းဆုံးဖြစ်မဲ့ဟာဝေအဖို့အနူးညံ့ဆုံးဖြစ်မဲ့ဟာဝေအဖို့အလားဆုံးဖြစ်မဲ့ဟာဒါတွေကြီးရွေးရတွေးရလုံးလို့ကိုမှဖြင့်ခေါင်းတောင်၆တယ်ဝေကတော့ကိုကွယ်ရထဲမှာရှုပ်နဲ့နှုံတဲ့ဆင်းလူနေတယ်လို့ပဲဝေရဲ့မျက်နာပြီးဝမ်းနဲ့ကြည်ကွဲလေးအတန်မှနာကြီးဟန်ကြရေးရိုက်သည်ဝေရဲ့မျက်လုံးများမှမြင့်ရည်များလိမ့်စီးကြလာသည်ဦးစောဟန်အပြစ်တင်နေ၍ဝမ်းနဲ့ခြင်းလည်းမဟုတ်မကြိုက်တာလုံးမိ၍သိမြင်သောဝမ်းနဲ့ပုံလည်းမဟုတ်ဟိုဘက်အိမ်တွင်တကူဒီဘက်အိမ်တွင်တကူဤတို့မဖြစ်နိုင်တာကိုကြင်ကြံဖန်ဖန်တွေးလျက်နှစ်ကူခွဲမရသောသူ့အဖြစ်ကိုဝမ်းနေနေသည်ဝူဝေသည်ကြာရှည်စွာရက်မနေနိုင်ချေဟိုဘက်အိမ်တွင်ငိုခဲ့မိ၍တုတ်ခဲ့သောမချောက်သေးသည့်လက်ကင်ပေါ်အဖြစ်နှာခေါင်းမှနှာရည်တုပ်လိုက်ခါစာရည်စပွဲကလထိုင်တွင်သွားထိုင်နေသည်ဦးစောဟန်သည်ကြံသည့်ဘီယာကိုအကုန်မောချလျက်ဝူဝေအနာသို့ထလာသည်ဝူဝေမှာမျက်ရည်များရက်ဝဲကငိမ့်ထိုင်နေ၏စပွဲကုံမော်၌နောက်ပြန်တစ်ထိုင်လိုက်သည်ဝူဝေရဲ့ဆန်စားကိုမထီရဲ့မကန်ရဲ့နှင့်ပုတ်သက်ယူရကရင်ထဲ၌မကျေနပ်ခြင်းရှိတော်လဲဝူဝေကိုချစ်လွန်းလို့ဒီလိုဖြစ်ရတာပါဝူဝေရဲ့ဟုတောင်းပန်နေလေသည်လေးမတရက်ချမ်းစွတ်တိုက်နေသည်နေကလည်းကျဲကျဲပူ၍အသားဆက်သည်ကဲမော်ရှိတစ်ပင်များကိုရိတ်ခနဲတွေးလိုက်ရကအဲတူပဲ့ချိတ်မော်တော်ကလေးမှာဥမောထောင်နေသဖြင့်ရေနှင်းမှထိသေးရဲ့လားထင်ရသည်အရှိန်ပြင်းသောစက်တံဖြင့်နားကိုဥနေလေသည်ဦးစောဟန်ကသူ့ဆောင်သောဖော့အုပ်ထုပ်ကိုဝဝေခေါင်းတွင်ဆောင်းပေးလျက်အုပ်ထုပ်လွှင့်မကြအောင်ကျိုးကိုစုပ်ကင်ထားရသည်နေရောင်ကလည်းမြက်ကက်မှန်တက်ထား၍မြစ်ပြင်မှစိမ့်ပြနေလေသည်ကောင်းကင်လည်းထို့အတူဦးစောဟန်သည်ဝဝေပခုံးကိုဖတ်ထားလျက်သူ့ရဲ့နှစ်ဖိုးပေါ်သို့လွင့်ကျလာသောစပင်များကိုမကြာခဏတက်တင်နေလေသည်မော်တော်ပေါ်၌တိတ်စကားပြော၍မဖြစ်ကြစစ်တမ်းဖြင့်စကလုံးများမကွဲလာ၍ရှုမျောကင်းကိုသာနီးလိုက်ကြသည်မော်တော်ရှိတော်တော်ဝေးမှတွေ့ရသောမြင်ကွင်းမှာတစ်ပင်အုပ်လေခွက်
တဲအိမ်တန်းများဖြစ်သည်စစ်တမ်းမှာမြစ်ထဲတွင်မင်းမူနေလေသည်မြစ်ကဘား၌ရက်ဆောင်ကြိုးကြည့်ကြသည့်လူစုလူအုပ်ကိုမကြာခဏဖြတ်ကျော်ရသည်မော်တော်ဦးပေး၌ရေလုံးကြီးသည်မြောက်ကျွလျက်ရေပန်းချနေလေသည်ဝဝေသည်ရေပန်းကိုသဘောကျနေနီယောင်မှာရေပန်းမော်သို့ဖြာကျလူလွန်လျက်ရှိကမြင့်မှန်စိမ့်ပြာကိုရောင်မြန်ဟက်လျက်ပြိုးပြက်စေသည်ဦးစောဟန်ကအုတ်ထုပ်ကျိုးကိုတစ်ချိန်လုံးကင်ထားရသည့်လက်ကလေးညောင်းနေမည်ဆို၍လက်ချခိုင်းကပခုံးဖက်တော်လက်ဖြင့်အုတ်ထုပ်ကျိုးကိုထိမ့်ပေးသည်ဝဝေမှာဖခင်ဖြစ်သူရန်ကုန်သွားမှအိမ်တွင်တဲမနေခြင်း၍ဦးစောဟန်တောသွားရာသို့အမြဲလိုက်နေလေ၏ဖခင်သွားပြီဆိုကြတဲ့ကရင်းထဲတွင်ဟာတာကြီးဖြစ်ကြံနေသည်သွားစားကများဆိုလျင်မနေတတ်မထိုင်တတ်ဖြင့်တစ်ဖက်အိမ်ကြီးကိုကြည့်၍မြင့်ရည်ဖြန့်ဖြန့်ကျနေရ၏တနေ့တစ်ခေါက်သာကူးရန်ကိုကခွင့်ပြုသဖြင့်ဖခင်မသွားမီမနေ့ဖက်ကိုကိုအလုတ်သွားတာနှင့်ကူသွားကကိုပြန်လာကနီးမှပြန်ပြေးကူးခဲ့ရသည်ရန်ကုန်သို့မသွားခင်ရက်များတွင်ဖခင်မှာဝဝေလာတတ်သည့်အချိန်ကိုပက်လက်ကလထိုင်မော်ကထိုင်ဆောင်မျောနေလေသည်အတိတ်ဘယ်တွေပြည့်နှက်နေသည့်မျက်လုံးဖြင့်သမီးကိုခန့်ငင်းငင်းလဲကြည့်နေတတ်၏စကားပြန်ပြောလျင်မျက်လုံးချင်းမဆိုင်နိုင်သည့်နေရာသို့မြစ်တောင်များဆင်းပြီးကြည့်ပြောနေ၏ဝဝေမိခင်ရဲ့လက်ဝက်လက်စားများပေးအပ်သည့်နေ့ကပဲရွှင်လန်းသောမျက်နှာကိုတွေ့လိုက်ရသည်ခုတော့ထထားစီကပဲစာပဲမျောရတော့သည်ဘာလိုနဲ့သွားတာ၄-၅လခန့်ရှိပြီအသားရည်ပြေလာတော့လဲအမုန်းမပြောက်ဖဲဆရာဝန်ညွှန်ကြားချက်အတိုင်းအိယာထဲတွင်မထဘဲနေရသည်ဆို၍ဖခင်ကိုသွားကြည့်ခြင်းနေသည်ဖခင်သွားမှအိမ်ဘက်သို့တလားတစ်ခေါက်ပင်မရောက်မိတော့ပြီကိုနေဦးမှာအိမ်တွင်နေလာသည်မရှိပဲရန်ကုန်ကူးလိုက်တောဆင်းလိုက်ဖြင့်အလုံများနေသည်ဝဝေသာရောက်သွားလျင်ကိုနေဦးမှာအိမ်ဘက်သို့အလင်းမကူးမလာပဲကိစ္စရှိလျင်တန်းကိုလွတ်ပြောသည်ဦးစောဟန်သည်သူ့ပေါင်မော်တွင်တင်ထားသောချောကလက်ဘူးထဲမှချောကလက်များကိုအခွန်ခွာကာဝဝေးပစက်ထဲသို့ထည့်ပေး၏ဝဝေးသည်ချောကလက်များစားရင်ရင်ပူလာသည်မော်တော်ပေါ်တွင်တပ်ဘူးနှင့်ထည့်လာသည့်ရေခဲရီကိုမှွေတိုက်လေသည်ဦးစောဟန်ရဲ့အသားမှာမော်လမြိုင်ကျွန်းတွင်ရောက်စားကထက်ပုံမဲနေသည်နေပူထဲတွင်ပဲကျိတ်မော်တော်စီးလွန်းသဖြင့်သူ့အသားများမှာနေလောင်နေသည်ဝဝေးကလိုက်ချင်တယ်ဟုပူစာ၍သာခေါ်ရသည်လေတိုက်မိနေပူမိမှာကိုစိုးရိမ်ရှာသည်ဝဝေးနေထိုင်မကောင်းမှာကိုဒီလောက်စိတ်ပူနေရတဲ့အထဲကမကြသေးခင်ကဝေဖြားလိုက်သေးသည်ကိုနွေးတွေးပူပြီးညအိပ်ရတဲ့ချောင်းဆိုးသဖြင့်ချောင်းကိုမတင်ကာဖြစ်မိသေးသည်ဝေကအပူချောင်းမှာလေချောင်းရပြီးဆိုးတာပါဆိုသည်ပင်မဟုတ်ရချောင်းဆိုးတာနှင့်မျက်စိမျက်နှာပြလျက်ဆွဆွဲသောမျက်လုံးဖြင့်ထိတ်ပြနေလေသည်ဆရာဝန်ညာရင်းချင်းခေါ်ပြသည်ဆရာဝန်ကစမ်းသက်ပြီးအေးမိသည်ဆိုသည့်ချောင်းရိုးဖြစ်ကြောင်းရေမောကပြောလျက်စိုးရိမ်သူစိတ်ကျေနပ်မှုရှိအောင်အလိုက်တိစွာတတိထားကကောင်းတယ်ဟုတတိပေးသွားသည်တလောက်ပြရာခတ်ဆိုးရိမ်မှုကိုတွေ့ရပြီးနောက်ဝိမာသူ့ရှေ့တွင်ချောင်းဟန့်ခြင်းချောင်းဆိုးခြင်းလာလျင်ဘယ်တော့မစိုးအောင်နေလေသည်တယောက်ကအလွန်ဆွဲလန်းပြီးကြောက်နေခြင်းကြောင့်ဝိမာတကယ်ဖြစ်ရမှာပင်လန့်လာလေသည်ဦးပိုးသိန်းရန်ကုန်သွားသည့်နေ့သွားနေ၍ဝဝေကျမ်းမာရေးအတွက်သူ့အဖေနှင့်ဝဝေနေတာကောင်းသည်ဟုစိတ်အေးရ၏ဝဝေကိုရွှေပေါ်မြတင်ထားကအရေးတကြီးကြီးနှင့်ဖူးဖူးမှုန့်လုံးသဖြင့်စိတ်ပင်ကျဉ်ကျပ်လာသည်ဝဝေသည်ဖခင်အတွင်စိတ်တထင်ထင်နေသောအပူငွေကိုပြင်ပသို့မထုတ်အပူလုံးမှာတအုံနွေးနွေးနှင့်ရင်ထဲတွင်လှိုက်ပူနေသည်မျက်နှာတစ်ချက်အညှိုးမခံသဖြင့်တစ်ချက်မှမျက်နှာမညှိုးအောင်ကြိုးစားနေထိုင်ရသည်တော်မလိုက်သည့်နေ့သို့မဟုတ်ဦးစောဟန်အလုတ်သွားတာနှင့်စပွဲထိုင်ကဖခင်နှင့်ထထားထံသို့စာရေးလေသည်လေရေးသေးသေးစိတ်စိတ်ဖြင့်စာရွက်10ရက်15ရက်ကိုဟိုဘက်တီဘက်အပြည့်ရေး၏ထထားထံမှငါကနစ်လိုမအားဘူးဟဲ့ဖေအတွက်မောင်အတွက်ကလေးတွေအတွက်အလုံးရှုပ်လွန်းလို့စာရှိမရေးနိုင်ဘူးတခါတလေနင်းရဲ့စာကြီးကိုလေတထိုင်နဲ့တောင်မဖတ်နိုင်ဘူးဟုရေးပြန်တတ်သည်ရန်ကုန်ကစာပဲမြို့သည်စာပြန်နောက်ကျသည်ထင်လျင်နေမထိထိုင်မထိနှင့်စာတစောင်ထက်ရေးပို့ပြန်သည်ရှေ့တွင်မော်လမြိုင်ကျွန်းကိုလှမ်းမြင်ရ၍ခေါင်းမော်ကအုတ်ထုပ်ကိုချွတ်လိုက်ကဦးစောဟန်ခေါင်းဆောင်ပေးလိုက်သည်ခေါင်းစည်းထားသည့်စံတွန့်ပဝါအပြာစလေးမှာလေထဲတွင်တစ်ဖြက်ဖြန်းလွင့်နေလေသည် စစ်တမ်းရောလိုက်သည်နှင့်ရေပေါ်
ထောင်နေသောဦးမှာကြသွားကစိတ်ကန်းတရားသို့ခတ်ဖြည်းဖြည်းသွားကပ်လေသည်ဆလံပေးနေကြသည်ဦးစောဟန်သည်တရားပေါ်သို့ဝီလက်ကိုဆွဲ၍ခေါ်တင်ကဝေနှင့်အတူရှိစစ်လျှောက်ကြသည်ရှိကလျှောက်လျက်ဒရဝံများကနောက်ကလိုက်ကြသည်မီးတို့ရှို့နယ်ချက်အစိုးရပစ္စည်းပါစေချုပ်ချယ်ရဲပုံမတွေအလိုမရှိအရေးတော်ပုံအောင်ပါစေလမ်းမော်တွင်လက်ယုံဆန့်တန်းလျက်တံမြိုင်အော်ဟဲလှည့်သွားကြသောလူစုလူအုပ်ကြီးနောက်မှခက်ကြောင်ကြောင်နှင့်ရှောက်သွားကြရသည်ဝဝိမှာဘာအတွက်လှည့်တာပါလေဟုဦးစောဟန်အားပြောလိုက်ရာအလက်ကားပါဟုခက်ရှုံရှုံပြန်ပြောလိုက်သည်လူအုပ်ကြီးမှာရေနံမြေတပိတ်နှင့်ကျောင်းသားတပိတ်မှစတင်၍တပြည်လုံးစုပေါ်ကြသောအထွေထွေတပိတ်အရေးတော်ပုံကြီးကိုထောက်ခံသောဆန္ဒပြလှည့်ဝဲဖြစ်ပေသည်ဘိုင်စကယ်ကိုတစ်ဖက်ကတွန်းလျက်လက်သီးလက်မောင်းတန်းအော်သွားသောကိုနေဦးကိုလူအုပ်ထဲတွင်မြင်လိုက်ရ၍အကူကြီးတော့ခက်တာပဲကိုဘယ်နည်းအဖမ်းခံရမလဲဟုညီးပြောလေသည်ဦးစောဟန်မှာတခင်နေဦးဖြစ်သွားသောကိုနေဦးကိုခတ်ချင်းချင်းရှိ၍မကြားသလိုပင်လှုပ်ရှောက်နေလေသည်ခရီးပန်းကနွမ်းလာကြ၍အခန်းထဲတွင်ခြေပြက်လက်ပြက်အပန်းဖြေကြသည်မဲ့အေးမှာဝိကောင်းကဖြည့်ပေးသောဘဝကလေးနှင့်မြင့်မှန်ကိုစောင့်ကအိမ်မော်သို့တက်သိမ်းနေသည်ဘောင်ကနေဆိုတာပလင်းဖောက်တန်ရရပြီးနောက်မောင်မြသည်အရက်ပလင်းကိုထုတ်ယူလာသည်ခုနကဟိုဘက်ကအမလာပါတယ်မမကိုလာကြည့်တယ်တန်ကြိုးလာလို့ပါတဲ့ဝဝေတီလိမ္မော်ရီဖန်ခွက်ကိုတွင်တွင်ရင်ကန်ကအလန့်တကြားဖြင့်ဘာတန်ညိုးပါလေဟုပြောလိုက်၏မောင်မြမှာမိမိအားမျက်လုံးမျက်စံပြူးကြည့်ပြောသောဝဝေရဲ့မျက်နှာကိုမကြည့်ဘဲခေါင်းဆိုင်နေ၏ကိုတန်ကြိုးလာတယ်တဲ့ဦးစောဟန်ကိုလှမ်းပြောပြန်ကတဖန်မောင်မြကိုကြည့်၍တော်ပြန်ရောက်ပြီးလာပါလို့တော့ပြောဟုထိတ်ထိတ်ပြပြပြောနေလေသည်ဘယ်တော့ငါလဲဟုဦးစောဟန်ကလှမ်းမေး၍မောင်မြမှာသွားရဟန်ပြင်းပြီးမှတုံးလျက်မကြသေးပါဘူးဟုဖြေပြီးရက်နေသေးသည်ဦးစောဟန်ကမျက်နှာညူညူဖြင့်သွားဟုဆိုမှထွက်သွားလေသည်ဝဝေသည်ဆိုဖာမှထ၍ခေါင်းရင်းပြင်းမောက်တွင်သွားရက်သည်ပူပင်ကြောင်ကြားဖြင့်ကနာမငိမ့်သောဝေအတွက်စိတ်ညစ်စရာဟာဝေရဲ့လာလိမ့်မပေါ့အနှောက်ရှက်မဖြစ်ပါနဲ့ဟုဖြေသိမ့်စကားပြောလျက်ဝေကိုဒုက္ခပေးကြအောင်မှာပဲဟုစိတ်အိုက်သွားလေသည်မောင်များကနောက်ကတန်ကအရှိထွက်လာကြတာမြင်၍ပြင်းနာကခွာလာခဲ့ကအိမ်ရှိပေါက်ခန်းစည်းကြီးကိုလှည့်၍လမ်းမသို့မျှော်ကြည့်နေသည်မတက်မသားဖြစ်နေသည့်ဝေပုံပန်းကိုကြည့်နေသောဦးစောဟန်ကလာမပေါ့ဝေရဲ့ထိုင်တောက်လီဟုလှမ်းခေါ်နေ၏ဝေတီအိမ်ရှိရောက်လာတော့တန်ကိုကြည့်ကရင်တိတ်ခုန်နေ၏လက်ထဲကတန်ကြိုးစာအိတ်ကိုကြည့်ပြီးခေါင်းနှပန်းကြည့်သည်တန်ရဲ့မျက်နှာမှာတန်ကြိုးစာထဲမှအတိတ်ပဲသိနိုင်လို့သိနိုင်냐အစောတလျင်ရှာဖွေကြည့်လိုက်သည်အိမ်ရှိမှတန်ဖက်နှက်တန်ကြားရ၍ဦးစောဟန်သည်ကလထိုင်မှထားရက်ကြိုနေသည်ဘာတန်ကြိုးလဲမမတန်ရဲ့ထိတ်လိုက်တာဝေကစီပြောရင်လက်ထဲမှတန်ကြိုးကိုလှမ်းယူလိုက်သည်ထိုင်မှတန်လာပါဟုဦးစောဟန်ကခေါ်သည်တန်သည်ဖြည့်ဆေးစွာဖြင့်ဆိုဖာတွင်ထိုင်လိုက်သည်ဦးစောဟန်သည်ဝိနာကိုသွားရက်ခါဝီကြည့်နေသောတန်ကြိုးကိုခေါင်းချင်းဆိုင်ဝင်ဖက်ကြည့်သည်တန်ကြိုးမှာဖခင်အသေးအတန်ဖြစ်နေပြီဟုထထားကရိုက်လိုက်သောတန်ကြိုးဖြစ်သည်ဝဝေသည်မျက်နှာပြပြမျက်ရည်လဲလဲနှင့်တန်ပြီးနားထိုင်ချလိုက်သည်ဝဝေတောလိုက်သွားတာမသိလိုက်ဘူးကိုနေဦးလည်းမလာသေးဘူးဒါနဲ့လာကြည့်တာဝဝေတန်တီဝဝေကိုလှည့်ပြောလျက်ဖခင်အတွက်တစိုးရင်တကြောင်ကြဖြစ်နေသောဝဝေကိုကျင်နာစွာကြည့်ရှုပြီးမျက်နှာမตาရလှပဲငြိမ်နေသည်ကိုညကြရင်အကူကြီးနဲ့ဝေလိုက်သွားမယ်နော်ဟုဝေကလမ်းပြောလိုက်ရာတွင်ဦးစောဟန်မှာမျက်နှာညူမဲသွားကအဖြေမပြီးတဲ့တလူဖြစ်သွားသည်မိမိကဝဝေကိုလွှတ်ရန်ဝတ္တရားရှိမှန်းသိ၏ထိုဝတ္တရားကိုမျက်နှာလွှဲခြင်းဖြင့်ဝဝေအတွက်ကောင်းစီမလားဟုစိတ်ကူးကြည့်သည်တားမြစ်၍အယုတ်ဆိုးမှတစ်ဖက်ကသိလျက်တစ်ဖက်တွင်အသေးအတန်ဖြစ်နေသောလူနာနာသို့ဝေကိုပို့ရန်စိုးရိမ်ပြင်းစွာစိတ်မချဖြစ်နေသောကြောင့်အဖြေရခဲ့နေပေသည်ဦးစောဟန်ထံမှအပြေဆုပ်ဆိုင်နေခြင်းဖြင့်ဝိမာမြည်ရကြလူဖြစ်လာသည်မိမိအပေါ်တွင်ယူရမျက်နှာ၍အချစ်ကြီးချစ်သည်ဟုယူဆထားသည့်ယုံကြည်ချက်သည်ပြည့်ပြည့်လူခမန်းဖြစ်လာလေသည်
အင်မတန်ချစ်လွန်၍စိုးရိမ်လွန်၍ဟုတစ်ဖက်ကအောင်းမေးရကလည်းမျက်စိမိတ်ပြီးအောင်းမေးရမှမျိုးနဲ့တူနေ၏အဖြေကိုမဆိုင်နိုင်သဖြင့်ထပ်မေးပြန်လေသည်အကူကြီးနဲ့ဒီညတင်မောနဲ့လိုက်မယ်နော်ဝိမာလက်ဖြားများတုံရင်နေတော့လဲအတန်မတုံပဲပြောနိုင်သေး၏ညည်ရင်မကြပဲပြောနိုင်သေး၏ကြည်စင်စံနာပေါ့ဝေရဲ့ဦးစောဟန်ကတတန်းရှိမှုမယုံမလွတ်နှစ်သိမ့်ကမျက်လုံးထဲတွင်အကြံယူစဉ်းစားနေသည့်အတိတ်ပဲအယောင်ဟက်လျက်ကိုနေဦးဒီညလိုက်မလားတန်တန်ဟုမေးလေသည်တန်တန်သည်စကားပြောကာနီးပြုံးတတ်၏ပြုံးလျင်သွားတွေဖွေးနေပေါ်အောင်ပေါ်သွားသည့်တိုင်သွားဖူးဖွေးနှင့်ပြန်ပြောသည်ကိုနေဦးတော့လိုက်မှာပါပဲနေ့လေကအတင်းထိုက်သွားနေတယ်စောစောကလဲတဲ့အထဲမြန်ပါသွားသလားမသိပါဘူးတန်ကြိုးလာတဲ့အကြောင်းသူ့လည်းအပြောလွှတ်လိုက်ပါပြီလမ်းမှာတွေးလိုက်တယ်တတန်းကိုလဲတဲ့အထဲမပါဘူးလားယင်ဦးစောဟန်ရည်စရာပြောနေမှမသိတော့တတန်းမှာကျမအလုံးနဲ့ကျမမအားပါဘူးဟုအဟုတ်မှတ်ဖြေနေပြီတီဦးစောဟန်ရဲ့အဖြေမရီမရာရှိခြင်းကိုတွေးတောနေသောဝိမှာမှိုင်းသိမျက်နာနှင့်မျက်လွှာမပင့်ပဲငြိမ်ငါမလှုပ်မရှစ်နေသည်မှာဒံပေးခံထိ၍ငြိမ်သက်နေသည့်ကလေးဟန်ပန်မျိုးနှင့်တူနေလေသည်တန်တန်းသည်အခြေအနေမလှဖြစ်နေသောရောင်မဘက်ကကူ၍ဦးနေဦးနှင့်ညာထဲလိုက်ပါဟုပြောဖို့ရန်လဲရင်းရင်းနီးနီးမရှိအောင်ရှောင်ဆက်ဆန်သောလူမန်းသည်၍ရင်းရင်းနီးနီးပြောဖို့ရန်ချက်သည်အစီမပြေဖြစ်နေကြတာမသိချင်အောင်ဆောင်ရလောက်အောင်အနေရကြတာလည်းမရှိကိုပါငိမ့်နေလဲပိုဆိုး၍စကားပြောရသည်ဖေဖေသွားတော့ငါနဲ့မတူဘူးအသားအရည်ပြေလာတယ်လို့ထထားစီကစာရတော့ကျမတို့ဝမ်းသာနေကြတာဒီမှာကလေးကတခါမောတာကကြောက်စရာကြီးတော်ယုံတန်ယုံလောက်နဲ့တော့တန်ကြိုးရိုက်မယ်မဟုတ်ပါဘူးသူစိတ်ကဘသူမှဒုက္ခမပေးချင်တာမဟုတ်ဘူးတန်ကြိုးရတော့ကျမဖြင့်ပူထူသွားတာပဲဦးစောဟန်မှာတန်တန်းရှိ၌ဝဝိအမူအရာပြစ်နေပုံကလေးစိတ်ကောက်နေသလိုပင်သဘောထားကပြီးမှချောတော့မယ်လို့အကြံစီနှင့်သူတိတ်ဟန်မပြက်လာပဲအလိုက်အထိုက်စကားကြည့်ပြောနေလေသည်လူကြီးဆိုတော့လေခဏမောတော့ဘေးခံနိုင်ရင်ရှိမလဲဒီယောဂမျိုးကိုကအင်မတန်မောတဲ့ယောဂမျိုးပဲအမြင့်တွယ်မိရင်ပျောက်ဖို့အင်မတန်ခဲရင်တာတိတ်ကြောက်ဖို့ကောင်းတဲ့ယောဂတလောကဝေဝေချောင်းဆိုးလို့မပြောပါနဲ့တော့ဝေဝေအတွက်ပူလိုက်ရတာတိတ်တတိထားနေရတယ်စကားပြောစရာမရှိကြသလိုပဲငြိမ်သွားကြလေသည်သို့တော့ဝေလောက်ဝေနီတူဝေလိုလိုက်ငြိမ်နေ၍လည်းမဖြစ်၍စကားပြောစရာရှာနေကြသည်ကိုနေဦးလည်းသွားမလို့တကယ်ပဲအလုတ်တွေကလက်စမတက်နိုင်လို့ဆိုင်းနေရတာဒီညတော့မနေဘူးသွားမှာပါငိမ့်သက်နေကြပြန်သည်ဦးစောဟန်သည်စီကရက်ကိုကိုက်လျက်မင်းညိနေစဉ်တန်တန်သည်ခေါင်းကိုအသာအားကလေးဘေးလဲကငိမ့်နေသည့်ဝိကိုမျက်လုံးဆွေကြည့်ရင်တိတ်ဆိတ်မပူပါနဲ့ဝေဝေရဲ့တက်တာမှာပါဟုအားပေးစကားပြောလိုက်သည်ဝေဝေသည်စကားကိုပြောချင်ဟန်မရှိပဲမျက်လွှာချနေမြဲငိမ့်နေလေသည်တတန်းမှာဝေဝေငိမ့်နေခြင်းကိုတွေ့ရလျှောက်၍တွေးတော့ကအနေရအထိုင်ရချက်လာလျက်ဆက်စရာစကားလဲရှာမတွေးတော့၍ပြန်ရန်ဟန်ပြင်လိုက်သည်ကိုနေဦးရောက်ပြီလားမသိဘူးကျမပြန်အောင်မှပဲဆိုကားထား၍ဝဝေကိုမတ်တက်ကပြန်ငုံကြည့်လျက်ဝဝေညကိုလိုက်ဖြစ်ရင်မဲအေးနဲ့ပြောခိုင်းလိုက်နော်ဟုမှားပြီးအပြင်ဘက်ထွက်သွားသည်ဦးစောဟန်သည်ထုံးစံအတိုင်းတန်တန်းထတာနှင့်လိုက်၍ထကာခေါင်းငိမ့်ပြနေလျက်ခန်းစီပြင်ဘက်တန်တန်းရောက်သွားမှပြန်ထိုင်လိုက်သည်ဝဝေသည်စက်ခနဲထ၍ရက်လိုက်သည်ဘယ်လဲဝေဦးစောဟန်ကခြေလန်းကျဲကြီးနှင့်ဝိအနာသို့ထလာပြီးလျင်ဝေနှင့်မျက်နှာချင်းစာရက်လျက်ဝိလက်ကလေးများကိုစုပ်ကိုင်လျက်ကမျက်နာကိုစိတ်ကြည့်၍ဝေစိတ်ဆိုးနေသလားယင်ဟုစိတ်ပူစွာမင်းနေလေ၏စိတ်ဆိုးနေသလားဟုသာမေးရသည်ဝဝေမျက်နာမှာစိတ်ဆိုးနေသည့်အရေးအယောင်တမ်းမှမတမ်းချေနှလုံးမခုန်သည့်အယုတ်လိုပင်မျက်တောင်လည်းမခတ်မျက်လုံးလည်းမရွှေ့နှက်ခမ်းလည်းမလှုပ်ထိုင်မအောင်ဝေရဲ့ဟုဆိုကပခုံးကိုဖြည်းဖြည်းကိုင်လျက်ဆွဲထိုင်ပေးလိုက်သည်တွင်ဝိမာပြန်ထိုင်ကျသွားပြန်သည်ဝိနာကဲ့၍ထိုင်ကဝိနဖူးလေးကိုလက်ဖြင့်ယူရစွာတက်နေလေသည်ဝိကိုမလွတ်ချင်ဘူးဝိကိုမသွားစေချင်ဘူးအမှန်ပြောရရင်ဒီယောဂါနဲ့အသေးအံဖြစ်နေတဲ့လူနာနာကိုဘလို့အကြောင်းနဲ့မှဝိကိုမကတ်စေချင်ဘူး
ဟိုသွားရင်ပင်ပန်းအောင်မယ်အိပ်ဖြစ်စားဖြစ်အောင်မယ်စိတ်ကလည်းပူရအောင်မယ်နေမကောင်းဖြစ်လာမှတေးကြလို့မလွတ်ချင်တာပါဝေရဲ့ဦးစောဟန်သည်သူ့သဘောထားကိုဝေနားလည်အောင်ရှင်းပြောပြသည်ဝိအားနူးဆက်သောကြွေတဲ့ဖြစ်စီကလေးတစ်ခုတစ်ပွဲအရေးထားကထိမိတိုက်မိခိုင်းမိ၍ကွဲသွားမှာကိုစိုးရင်ကြောက်လန့်နေသည်ဘာကြောင့်မလွတ်ချင်မှန်းသူ့စိတ်ရင်းကိုအဖြောင့်အတိုင်းသိမြင်နားလည်စေခြင်းလှသည်ဝိမှာတလောက်ရှင်းပြောနေစရာမလိုလောက်အောင်သူ့စိတ်ကိုတိလွန်၍စိတ်လှုပ်ရှားဟန်မရှိဘဲကြောက်ရွံ့ကဲ့သို့ငြိမ်နေနိုင်သည်ကိုနားလည်စေခြင်းနဲ့ဝေရဲ့တမျိုးအတိတ်ပဲတွေမတွေးပါနဲ့ဝေကိုချစ်လွန်းလို့စိတ်ပူလွန်းလို့ဆိုတာဝေသိတယ်မဟုတ်လားဟင်ဝေသည်ဖြတ်ခနဲလဲလျက်မျက်လုံးချင်းဆိုင်ကဒါဖြင့်ဝေမသွားရဘူးလားဟုမေးလိုက်သည်ဝေအတန်မှာဒေါသတန်မပေါက်အေးဆက်နေသောအသေးနှလုံးမှထွက်ပေါ်လာသောအားနည်းပြော့ဝင်နေသည့်အတန်ကလေးဖြစ်သည်ဦးစောဟန်မှစိတ်ညစ်ညစ်ဖြင့်ခေါင်းကိုသာတွင်ပွတ်လေသည်မတော်ပါနဲ့ဟုတားမြစ်သည့်အနေမျိုးလည်းမရောက်ချင်းမတော်ပါနဲ့ဟုပါဇက်ကလည်းမပြောရဲ့သွားဖို့ရန်လည်းခွင့်မပြုနိုင်ဝိကိုအပြေးပေးရန်ခက်လွန်း၍စိတ်အိုက်ချွေးပြန်လာသည်ဝိနှစ်ဖူးကိုလည်းမတတ်တော့ချီဝိနဲ့လည်းမျက်လုံးချင်းမဆိုင်တော့ချီဒူးပေါ်တွင်လက်ထောက်လျက်လက်ဝါးပေါ်၌မျက်နာကိုမှောက်လျက်အသက်ပြင်းပြင်းကြီးရှူနေလေ၏ဝေသည်ဦးစောဟန်ဖြစ်နေပုံများကိုကြည့်လျက်ရင်ထဲ၌စူးဝင်နာကျင်လာတော့သည်နာကျင်လွန်း၍ငြိမ်သက်သောမျက်နှာပြင်မှာသွေးရောင်မင်းမရှိတော့ဖြူဖြောမျက်နှာကလေးမှာတွေ့ဝေငေးမှလျက်ခဏမျှတတိလက်နေလေသည်တလောက်သူ့ကိုအလျှော့ပေးတီးခတ်သည့်အချစ်မျိုးနှင့်တွေ့ပါလျင်ဝိရဲ့အချစ်အင်အားကိုနားလည်ခြင်းမှနားလည်မဲ့သူမို့မလိုက်ရောနိုင်ဖြစ်နေတာကံခေလိုက်လေစွာစိတ်ဒုက္ခနှင့်တွေ့ရလျင်လဲတွေ့ရစီတော့ကိုကတလောက်တောင်ဖြစ်နေရင်လဲမသွားချင်ပါနဲ့တော့ဟဲ့ဝေသည်စိတ်ထုံလုံးချလိုက်သည်တလောက်ပင်မြူသိပ်သည်တလောက်ပင်ကြိတ်မိတ်သည်ရင်ထဲ၌ဆိုးတက်လာသောအလုံးကိုကြိတ်ပြီးဖိနှိပ်လျက်ချလိုက်ကာဦးစောဟန်နာမှထလာခဲ့ရာတွင်အိမ်မက်ထဲ၌လမ်းလျှောက်နေသလိုပင်အိမ်မော်တို့တက်လို့တက်မှန်းမင်မသိတက်ခဲ့ရ၏ဂရေမော်တွင်လျှောင်းခွေလိုက်ကလင်းလံသောမျက်လုံးများကိုအာယူ၍ပိတ်လျက်အသက်ကိုငွငွမြင်းမြင်းကလေးရှူနေလေသည်နီလုံးကွေပြောက်၍အိတ်ခမ်းမောင်ကျသွားမှန်းလည်းမသိရန်ကုန်တင်မောမုတ်တန်သည်ဝေးရနာရဲတွင်တဲတဲလောက်သာကြားနိုင်စွမ်းရှိတော့သည်ဝေးတကိုယ်လုံးမှာအီဆက်လျက်တောက်နေကနှစ်ဖူးမှချွေးပေါက်သည်ပါးပေါ်၌လိမ့်နေကလဲပင်သူစီးကြနေလေသည်ဦးစောဟန်သည်မိဖွင့်လိုက်ခါဂရေနာသို့ပြေးသွားလျက်ဝေကိုပွေယူထွေးပိုက်လိုက်သည်ဝေရဲ့ဟုခေါ်ရတော့လည်းမထူးနိုင်ဝေသည်ကြားနိုင်သောအာယုံကလုံးဝမရှိရေထဲနှစ်တကဲ့သို့တွေ့တာစရာဖက်စရာမရှိငုတ်ရာကပေါ်လာတိုင်းမောဟိုက်တီမှပြောစရာမရှိနှစ်သွားလျင်အသက်အောင့်ထားရလေသည်တကူလုံးရှိသမျှအင်အားနှင့်ဖုံးမှပေါ်လာပြန်သလိုမွန်းလေသည်ဦးစောဟန်သည်ထူပွေးလိုက်မှအသက်ကိုရှိုက်ရှူနိုင်လေသည်ရှင်မာနှိမ့်လိုက်မြင်လိုက်နှင့်နှက်ခမ်းများမှာဖြော့တော့နေလေသည်ကိုတွင်အင်းချီများဆိုရွှဲကအသားနှင့်ကက်နေပေသည်ဘလူဖြစ်တယ်လဲဝေဘလူနေသေးတယ်လဲဦးစောဟန်ရဲ့အတန်မှာပြလျက်တာယာညင်တာနေသည်ဦးစောဟန်ရဲ့ရင်ခွင်ထဲရောက်နေသောအဖြစ်ကိုသိလာသည်နှုတ်ကဘာမှမပြောဘဲခေါင်းကိုအသာငိမ့်၍ပြလေသည်ဦးစောဟန်မှာအခုမှတပြင်းချလိုက်နိုင်တော့သည်မဲအေးကိုလှမ်းခေါ်လိုက်သည်မဲအေးမှာဝဝေးအိယာပေါ်မတက်ခင်လိုက်ကာနောက်မှချောက်၍နားထောင်နေကရင်ထဲ၌ခုန်နေပေသည်ဝဝေးထလာလျင်သူ့ကိုမမြင်အောင်နောက်ဖေးတစ်ဖက်သို့ထွက်သွားလေသည်နောက်ဖေးခြံထဲသို့ဆင်းသွားပြီးနောက်တစ်ဖက်အိမ်မှတန်တန်ရဲ့အရေးအယောင်ကိုချောင်းနေကမြင်နာနှင့်လက်မြောက်၍တွတ်ခါပြလိုက်သည်တန်တန်မှာခေါင်းငိမ့်လေးရဲ့ပြန်ဝင်သွားသည်အိမ်အောင်၌လှုပ်เสียရှိသောအလုပ်များကိုလုပ်နေကတင်မမုတ်တန်မကြမချင်းဝိနာသို့မသွားရဲပေဦးစောဟန်အော်ခေါ်မှအလန့်တကြားနှင့်ပြေးတိတ်ခဲ့ရသည်ဝိကိုအင်းကြီးမြန်လဲပေးကြ၏ဆန်စကိုအော်ဒီကလုံးရွှဲနေအောင်ဆွတ်ပေးလျက်နှစ်ပူးပေါ်အိယာပေါ်မချသေးပဲထွေးပိုက်ကပြီးရက်ခတ်ပြီးနေကြသည်ဝီနည်းနည်းမူသွားတယ်တက်တာပါပြီကိုဟုဝေးအတန်ကလေးကြားရမှပင်အိယာပေါ်သူအချပေး၍တိတ်၏ဝေးသည်မိန်နေလေသည်
ထိုညနေ၌ဦးစောဟန်မှာစိတ်ထင်းလျက်စိတ်ချလက်ချမအိပ်နိုင်ချေဆိုင်တန်လိုကြားလိုက်သည်နှင့်မြည်ရည်ကျနေသလားဟုဝေးရဲ့မျက်လုံးကလေးကိုထဆန်းကြည့်နေသည်ထဆန်းတိုင်းမြည်ရည်ကိုမဆန်းမီမျက်လုံးလာဆန်းလျင်ဝိမှန်အခက်ရခက်စွာပြင်းပြစိတ်ကျင်သွားသောဝေဒနာကိုခံစားလိုက်ရ၏နှစ်မိုးတောက်သောဝေသည်အိယာမှဟန်မပြစ်ထနိုင်သည်လေးနှစ်တည်ညီသောအကြည့်ဖြင့်စကားနဲသည်မှအပထူးခြားပြောင်းလဲခြင်းမတွေ့ရဝေကစိတ်နာတတ်သူမဟုတ်စကနာလည်းမပြောတတ်လက်ဖြစ်ရည်စပွဲသို့ကိုကြိုက်သောနှစ်ခင်းဝက်ဆောင်ဝက်ခါဖီလိမ့်ပြီးအတူလိုက်ပါလာသည်ခါတိုင်းကဲ့သို့မူမပြည့်ဝေစားတော့စကားပြောနေသောကြောင့်ဦးစောဟန်မှာစိတ်သက်သာရာရသွားလေသည်ဝမ်းသာမိသေး၏သူ့အလိုလိုက်ရှာပါကလားဟုသဘောချရလေ၏ငကိုရွှင်လန်းတန်ကလေးမြူးထိုးကမကြားရပြီသည်ညှိုးငယ်ချင်းလည်းမဖြစ်ပဲစားတော့နေရာဦးစောဟန်ရဲ့ချစ်မြတ်တာမှာဝဝေအပေါ်မိုးသီးမိုးပေါက်ရွာချနေပြီသည်နည်းနည်းဖက်အလုံးမသွားခင်ဝေကညာကပိစတနှင့်ပတ်သက်၍ဘလူများပြောအောင်မလဲဟုထိတ်နှင့်နေရသည်ဝေမှလည်းညာကကိစ္စနှင့်ပတ်သက်၍စကားဆက်မှာပင်ကြောက်လန့်နေရလေသည်နှစ်ယောက်စလုံးဆူတောင်းပြေသွားကြသည်ဦးစောဟန်သည်ညင်သာယူရစွာနှစ်ဖူးကိုနမ်းလျက်ဆွတ်သောနှလုံးဖြင့်ပေါ်ပါစွာပြုံးနှုတ်ဆက်ထွက်သွားနိုင်လေသည်ဝေရဲ့မျက်နှာမှအပြုံးသည်ဦးစောဟန်ထွက်သွားသည်နှင့်ကွယ်ပြောက်ပြက်သွားကအဆွေးသူကူစပြုနေလျက်မြည်ရည်စားတို့သည်ဝေကနှင့်မျက်လုံးတွင်ပေါ်လာကြသည်မြည်ရည်များပါးပြင်ပေါ်သို့စီးဆင်းလာကြလျင်ကြေကွဲစာရက်ကြည့်နေရမှခေါင်းကိုက်ဆိုင်ချလျက်အိမ်မော်သို့လေးလံစွာတက်သွားလေ၏အိတ်ခမ်းပြင်ပင်အိမ်ရှိကန်တွင်လိုက်ကကွယ်ထားသောဖျားစပွဲကုံရှိ၌ဝတ်တွားလျက်ဖခင်ဝေဒနာတက်တာစေကြောင်းဆုတောင်းရန်နှစ်ဖူးနှင့်ကြမ်းခင်းအပ်ရင်တသိမ့်သိမ့်ငိုနေလေသည်အာရအောင်ငို၍မောပန်းလာမှကျေနပ်ပြီးငြိမ်ချသွား၏ထို့နောက်ကိုမတ်ထူလျက်မြည်ရည်စားများမတုတ်ဖဲလက်ရှိမိုးကမျက်လုံးစုံမိတ်ပြီးမဆုံးနိုင်အောင်ဆုတောင်းနေလေသည်ညကအကူကြီးသွားပြီလားဟုမဲအေးကိုမေးလိုက်ခြင်းသည်မေးလို့မဖြစ်မှန်းသူစိတ်ကိုသူတီး၍ထိမ့်လေသည်မဲအေးမှပြောချင်လို့၍အနားတွင်တရက်ဝဲလုံနေ၏ဝူဝေဘာမှမမေး၍မပြောရမနေနိုင်သောမဲအေးသည်ပြောမိအောင်လာပြောသည်ညကအကူလွတ်လို့မမနေမကောင်းလို့မလိုက်နိုင်ဘူးလို့အကူကြီးကိုသွားပြောရဲ့ဝေသည်မဲအေးကိုကြောခိုင်းလိုက်ကအေးဟုစကားပြန်သည်ဝိမှအားငယ်စိတ်အပြည့်နှင့်တစ်ဖက်အိမ်ကြီးသို့ချိနဲ့စွာမျှော်ကြည့်သည်အိမ်ကြီးမှာတုံမုံနေတဲ့အပေါ်ထက်တကားများမှာစိုးပိတ်လျက်အကြည့်မခံကျင်သလိုမျက်နှာလွှဲနေသည်ထင်သည်ရက်၍မနေတတ်တော့သည့်အထိကြာရှည်စွာရှိုက်ငင်ကြည့်နေပြီးနောက်မိုးကိုမျှော်ကြည့်လိုက်သည်အပြပိန်ထဲ၌တိမ်ဖြူဆုပ်တို့သည်ရက်တက်ဆိုင်ဆိုလျက်ရှိသည်တိမ်များကိုဖောက်ခါလီရင်ပြန်နှင့်ပြန်တန်းလျက်ရန်ကုန်သို့ရောက်သွားမည်ဝဝေသည်ကရီမော်ရောက်သွားလေသည်ဦးစောဟန်သည်မြေကြီးကိုငုံကြည့်လျက်နှစ်ဆိုင်လာနေလေသည်ခြေလမ်းများမှတွက်လာသည်မောင်မြမှခေါင်းငိုက်ဆိုင်ချလျက်တုတ်လာနေသောသခင်ကိုတတိမှလမ်းမြင်၍ထမင်းစားကန်းထဲမှပကံဘီယိုပေါ်တင်ထားသည့်ဇပွဲတင်နာရီကလေးကိုလှည့်ကြည့်လိုက်သည်အချိန်မှ12နာရီခန့်ရှိသွေး၍ခါတိုင်းတစ်ချက်မှပြန်လာနေကြယနေ့စောပြန်လာခြင်းသည်မရအတွက်စိတ်မချ၍သာဖြစ်မည်ဟုတွေးသည်နောက်ဖေးကထမင်းချက်ကလားကြီးကိုပြန်လာပြီးဟုပြေးသတင်းပို့လိုက်ခါရေချိုးကန်းထဲတွင်တဖုံဖုံဆောက်လျှော်နေသောမဲအေးအဝတ်ဖော်ရာသို့အပဝါကလက်ညှိုးထောင်ကရှုကနေလှုပ်ပြခဲ့သည်မိအမကောအပေါ်မှာပါဟုမောင်များကခေါင်းကိုဆောင်းကအိမ်မော်သူမော၍ပြော၏ဝေသည်ငေါက်ခနဲထကတန်းကမျက်နှာတုပ်ပဝါမျက်နာကိုခက်ကြမ်းပုတ်တုပ်လျက်ကမန်းကတဲ့အခန်းဝသို့ထွက်လာ၏သူတို့နှစ်ယောက်လှေကားစိတ်၌ဆုံးမိကြသည်ဦးစောဟန်သည်စီ၍ဝေးရပခုံးနှစ်ဖက်ကိုတိမ်ဖက်လိုက်သောမျက်နာကိုဝက်လျက်ပြောလေသည်ဝေးဦးဆုံးမီဝေသည်လင်းမြန်စွာဦးစောဟန်ရဲ့ပခုံးကိုတွန်းလျက်မျက်နာကိုစစ်ဆိုင်လိုက်သည်ဝေးရဲ့မျက်တောင်မခတ်မျက်လုံးပြူးနေသောမျက်နာမှာအကျော်ဆွဲနေသလိုပင်နှက်ခမ်းကလေးတလှုပ်နေစဉ်မျက်ခုံးတစ်ဖက်ကလည်းလှုပ်သည်
ပါးနှင့်မီးစီသည်တစ်ချက်အကျော်လိုက်ရမ်းခါသွားလျက်နှာခေါင်းမှာပွားလိုက်ရှုပ်လိုက်ကြာရှည်စွာဖြစ်နေပြီးနောက်ဖုတ်လိုက်ရှူနေသည့်ရင်တွင်မှမချီမဆက်လှိုက်လဲစွာပွင့်အံထွက်လာလေသည်ဖေလေးထို့နောက်မျက်ရည်ဖောက်ကြီးငယ်ကျလာလေ၏ထို့နောက်မချုပ်တီးထက်သောလက်ဝါးများကိုကားပြန့်လျက်မျက်နှာအုပ်ကရှိုက်ကြီးတကယ်ငိုလေ၏ဦးစောဟန်သည်ဝေးဖြစ်အင်ကိုမချိတင်ခဲ့ကြည့်လျက်တန်ချိုးဒီမာဝေဟုဆိုကာဖွင့်ဖြန့်ပြသည်ဝေးသည်အာဘတရရှိုက်လျက်ပြီးမျက်နှာပေါ်၌ဖြတ်အုပ်ထားသည့်လက်ဖွားများကိုမျက်လုံးပေါ်အားအောက်သို့ဆွဲတက်လျက်စာရွက်အားခဲလျက်လှမ်းကြည့်သည်နနက်9:45မိနစ်ဖေအသက်ပြောက်သည်နေဦးဝေးသည်အမလီတာပြီးလှိကားမှပြေးဆင်းသွားလေသည်ဦးစောဟန်မှဝေးနောက်မှပြေးလိုက်ကဝေးဟုတခေါ်လေရာဝေးမှမကြားပါချေဝေးသည်ဘာကူမှမမြင်ရဘဲနှင့်တစ်ဖက်အိမ်သို့ရောက်သွားလေသည်ဝေးသည်ဘာမပြောညာမပြောနှင့်အိမ်မော်သို့ပြေးတက်နေသည်တန်သည်ထိုင်နေရာမှမျက်လုံးအကြောင်သားနှင့်ဝေးဟုကရုံကရင်လှမ်းခေါ်နေစေဦးစောဟန်နှင့်မဲအေးသည်တပြိုင်နက်အိမ်ပေါဝသို့ရောက်လာကြကတန်ဦးဆုံးမီဟုဦးစောဟန်ကရက်ပြောလိုက်သည်မဲအေးသည်ဘဘကြီးရေဟုခုနှစ်တန်းဟစ်၍အော်လျက်အယူလိုခုံပေါက်တက်လိုက်သွားလေသည်ဝိမာယူကျုံမရရင်ခွဲနာကြလေပြီဖခင်အိတ်တော်ကရင်ပြီးတွင်ဒူးထောက်လျက်ကရင်မော်တွင်လက်ဆက်၍မျက်နာမောက်ကမြည်ရည်နှင့်လူးနေလေသည်ရန်ကုန်မသွားခင်ဖေသွားရမလားသမီးလို့ခွင့်တောင်းနေရှာတော့ဖခင်ရဲ့အတန်မှာတန်နှင့်မဲအေးတို့စူညံတောင်းချမ်းနေသောငိုကြွေးတံများကိုလှမ်းလျက်စိုးမိုးနေပြီသည်ငိုတံများဆဲသွားသည့်တိုင်ဝိမာငိုကြွေးရဝမည်မထင်ရင်နှချမ်းပွင့်ထွက်ခြင်းထွက်ပါစေပင်မန်းကြီးစွာရှိုက်ခါမြည်ရည်များအိုင်ထုံးအောင်ကြနေပေ၏တိတ်ပါတော့ဝေရဲ့ညသွားဖို့အတွက်စီစဉ်ရအောင်မယ်မဟုတ်လားပြန်စို့နော်ပခုံးမော်သူလက်ရောက်လာကပြူစင်းကြတော့ခုအတန်ကြောင့်မူချိုးခွင်းတော်သည့်အလားအသေးရှစ်စိတ်ကွဲသွားကတောက်လောင်ကျွမ်းချစ်သွားပြီတယူမတန်ပဲညခါသာလွတ်ခဲ့ပါလိအသက်မိနိုင်သေးသည်ဟုယူကျုံမရစွာလောင်ကျွမ်းပူချက်သွားခြင်းပင်သည်ဝေသည်မကြည်နိုင်မချမ်းနိုင်ဖြင့်ဘဝအကြောင်းကံကိုသာရိုးမယ်ဖွဲ့ကကုသိုလ်ဆိုးလေခြင်းဟုရှင်နာခံသည်ဦးစောဟန်အားအပြစ်မတင်ဦးစောဟန်၌အပြစ်မရှိဦးစောဟန်ကိုလက်ထပ်ခဲ့မိသောသူကိုယ်သူသာအပြစ်တွင်၍မဆုံးနိုင်ဝိမာမြစ်ခွန်များဖူးရောင်လျက်မဆယ်နိုင်အောင်ကြနေသောမြည်ရည်ဖြင့်တနေ့လုံးခွေနေလေသည်ဦးစောဟန်မှာဝိကိုတန်နှင့်ထည့်ရန်ဝိပစ္စည်းတွေတရေအိတ်ထဲထည့်ဖို့စီစဉ်နေသည်ဝေထမင်းစားပြီးရင်တောက်တဲ့ဆေးပြားကိုဆက်တောက်နော်ညအိပ်ရဝင်တော့တော်နဲ့တောက်ဖို့လည်းမမေ့နဲ့အချိန်နဲ့စားနော်တွေ့ကြရတွေမစားပါနဲ့စိတ်မချတိုင်းဝိအနာလာမှကြားနေသည်သူ့ကွယ်ရာတွင်သူ့ဆွေမျိုးအုံနှင့်အိတ်ချင်သည့်အချိန်မှအိတ်စားချင်တာတွေစားလုံမှများတော့ခွင့်လွတ်နိုင်မည်မဟုတ်၍စိတ်မချရှိလာသည်သူပြုပြင်ထားသောပုံစံကလေးပြစ်သွားမှာကိုစိုးရိမ်စိတ်သာစောနေ၏အဝတ်အစားများကိုသူစိတ်ကြရွေးချယ်ပြီးထည့်နေသည်ဘော်လီအင်ဂျီအတွင်းငံထမိန်လက်ကင်ဘဝများကိုမမှန်းတဲ့မှန်းတဲ့နှင့်လိုအပ်တာချက်ပူနေအောင်တိတ်ထက်နေလေ၏ဝိမာဂရီမော်၌ခွေကလေးနေသဖြင့်အလုတ်များနေသည့်ကြားထဲမှအဖျားဝင်မဝင်သိရန်ပါဇက်ထဲပြဓာချိန်တက်ကလက်သွေးဆန်းကြည့်လေသည်သွေးဆန်းကြည့်နေသောလက်မှာသွေးခုန်ခြင်းထက်ဝိရိယရင်ထဲမှာပုတ်ခုန်နေလေသည်လက်မချမချင်းသွေးတိုးနှေးလူနှင်းညာအသက်ကိုအောက်နေမိလေသည်အဖျားတော့မရှိပါဘူးအားနေနေတယ်ဟိုရောက်ရင်တိတ်မငိုနဲ့ဝေရဲ့ခေါင်းတွေအုံမူပြီးပြင်းမန်းလိမ့်မယ်ဇဝက်သားပလင်းကလေးကိုအမြဲရှူနေနော်ဝေသည်ဘာမခေါင်းငိမ့်၍ပြလိုက်သည်တွားရလျင်ပြီးစတဲ့ဟုနောက်ဆုံးသဘောထားကမာသမျှခေါင်းငိမ့်နေသည်တရေတတကြီးတဲ့တွင်ရေမွေးပလင်းရှူစေးပလင်းတောက်စေးပလင်းများစုံစစ်စစ်ထည့်ပြီးနေသည်ငါကြီးစီပလင်းကိုထဲ့တာထဲ့ရသည်
အိမ်တွင်မနှဲချော့တိုက်ရ၍နောက်ွယ်တွင်တောက်မှတောက်ပါမလားဟုစိတ်ပူကြီးစွာဖြင့်စစ်တောက်ရန်ထပ်မနှောင်းမှပြောပြီးမှထဲလိုက်သည်တေးပြီးမှပဲမထူးပါဘူးဝေရဲ့အနာကပ်ပြီးကိုင်လာထီလာမလုံနဲ့နော်ဝေကိုလူရှိသူရှိမှားတာမျိုးလဲရှိ၏ဝေကိုနောက်ွယ်မှာတိုးကြိတ်မှားတာမျိုးလဲရှိသည်ဝေသည်တွားရရင်ပြီးတဲ့ခေါင်းသာညိတ်သည်တင်မမစင်းရင်ကျူတင်ကောက်ွယ်သောသဘောဖြင့်ဆရာဝန်ခေါ်၍သွေးအားကောင်းမိအကျော်စည်းကိုနာကျင်စွာအထူးခံရလျက်မော်လမြိုင်ကျိုးမှထွက်သွားသည့်ကိုလေးချိန်ကိုပေါင်ချိန်မော်တွင်ချိန်မှတ်ယူထားလိုက်ခါဒီပေါင်ချိန်အတိုင်းပြန်လာရမည်ဟုမဆိုတော့လဲဆိုရရောက်သည့်အပြုအမူတွေကိုတေးရပါသည့်အထိဝေတသက်မိနိုင်ပွဲရရှိလိမ့်မည်မဟုတ်ပါချေ။